OK mà page màတက်လာကြည့်ပြီပေါ့ ကိုကမတက်လို့ရတာဘူးဟုတ်ကမင်းတင် Southern Eagle ရှာရအောင် ဒါရစနေပြီတက်ပြီလားကြည့်ပြီးတော့ဖြစ်တဲ့ရောဘယ်ကောင်အတီးပြီနော်ဟမ်ဖြစ်တဲ့တော့မဲကောင်လို့ကြည့် ဟုတ်တယ် Southern Eagle PDF ကလွှင့်မှာဟုတ်လား ဟုတ်နေတယ် တက်ခွဲတက်ကမဟုတ်ဘူးနော် တစ်ခွက်တရမဟုတ်ဟုတ်ပြီပဲလိုက်ရစနေဟုတ်နေတယ် Okay ပါအရ share အောင်လို့ Okay ရှယ်ပေးပြရမှာမဟုတ်ဘူးဟိုကပါဘုံလိုက်မှာမဟုတ်ဘူး အပန်တော့ကောင်းတော့ဗောဗျာ ချိုးချိုးလည်းကဝင်လို့မရဘူးလိုက်ပါ အပေါ်တော့ဟောင်းနေ ပြင်းတစ်ချက်လာပြောက် ဒီသူကြည့်ပေးပါအမေအောင်ဝင်လို့မရဘူးတဲ့ တန် ဟုတ်လားကျွန်တော်ကြီးမှာတော့မတက်သေးဘူးဟိုအောင်ဆုံးက join ဆိုတဲ့ဟာကိုနှိပ်ရမယ်သူ အိမ်ထဲတော့ အပေါ်ကပါအပေါ်က join မဟုတ်လား ဟုတ်လား join meeting ဆရာ Okay share လိုက်ပြီ ဟုတ်လေတဲ့တက်ပြီးနေတော့ဖြစ်တယ်ဖြစ်ဖန်ပြီမေအောင်ကတက်တော့မလာဘူးဒီနေ့လိုက်ကတော့စသွားပြီတဲ့ဟုတ် ဒီ Okay အဲ့ဆိုရင်အဲ့လေးစလိုက်မယ်လीနော်စီစီနော်ကောင်းလို့မယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ဦးလေးသက်ကြီးမင်္ဂလာပါဟုတ် မင်္ဂလာပါဗျာ ပြန်တွေ့ရပြန်ပြီဟုတ်လေးသက်ကြီးဟုတ် ဟုတ် ဒီနေ့ကျွန်တော်တို့ဒီ live ကတော့လေဦးလေးသက်ကြီးအစီအစဉ်ကတော့ဒီကျွန်တော်တို့ Southern Eagle ကျွန်တော်တို့တက်ဖွဲ့အတွက်ကျွန်တော်တို့ဒီcampaign လေးပေါ့လေတက်ဖွဲ့ရန်ပုံငွေအတွက်ကိုကျွန်တော်တို့ campaign လေးလုပ်တဲ့ live လေးဖြစ်ပါတယ်လို့ ဟုတ်ဖုန်းခဏတော့ပြရပါ ဟုတ်ဒီ campaign ကတော့ကျွန်တော်ဒီ campaign နာမည်ကကျွန်တော်တို့ဝတ္တန်ကာလဖြည့်တင်းကြပါလေအဲ့ခေါင်းစဉ်လေးတော့ပေးထားတာပေါ့လေကျွန်တော်ဒီခေတ်ကာလလက်ရှိအခြေအနေနဲ့လိုက်ရောညီထူတဲ့ခေါင်းစဉ်လေးပေါ့အဓိကကျွန်တော် campaign ရဲ့ရည်ရွယ်ချက်ကတော့ဒီမိုးရာသီမှာကျွန်တော်တို့ဒီလာမဲ့ဒီအနာဂတ်ပွင့်လင်းရာသီအတွက်ကိုကျွန်တော်တို့စုစရာရှိရစုမယ်စောင်းစရာရှိရစောင်းမယ်ပြင်ဆင်စရာရှိရပြင်ဆင်မယ်အဲ့ဒါတွေလုံနေသလိုဒီလက်ရှိမိုးရင်းကာလကျွန်တော်တို့တက်ဖွဲ့ဝင်တွေရဲ့ဖြတ်သန်းမှုအတွက်လိုအပ်တဲ့ကျွန်တော်တို့ဒီအထောက်ပံ့ပစ္စည်းတွေလိုအပ်ချက်တွေကိုလည်းကျွန်တော်တပြိုင်တည်းဖြည့်တင်းဖို့ပေါ့လေတကယ်ကတော့ကျွန်တော်တို့နောက်ကျနေပါသေးတယ်ဒီမိုးရင်းမတိုင်ခင်လေးကျွန်တော်တို့ဒီလိုအပ်တဲ့ဒီမိုးရင်းကာလဖြတ်သန်းမှုတွေရန်ပုံငွေလေးတွေကိုရှာဖွေဖို့ကြိုးစားတာပေါ့လေဒါပေမဲ့တချို့ဟာတွေလည်းကျွန်တော်တို့ဒီကျွန်တော်တို့ကူညီမဲ့ဒီတချို့ကမ်ပိန်းလုပ်ပေးမဲ့လူတွေကိုကျွန်တော်စောင့်နေတယ်ကျွန်တော်မလုပ်ဖြစ်ဘူးနည်းနောက်ကျသွားတာပေါ့နော်ဒါပေမဲ့မိုးရင်းတွေလိုအပ်တဲ့တချို့အခြေခံကျွန်တော်ရိတ်ခါလေးတော့လည်းကျွန်တော်ဟန်နဲ့ကျွန်တော်အကျွေးလေးနဲ့ဝယ်ပြီးတော့ဖြည့်တင်းထားကြတာပေါ့တခြားကျန်တဲ့လိုအပ်ချက်တွေလည်းအများကြီးပေါ့လေမိုးရင်းဆိုတော့ကျွန်တော်တို့မှာဒီကျွန်တော်တို့တစ်နှစ်ပတ်လုံးသုံးလာတဲ့ကျွန်တော်တို့ဒီရဲဘော်တွေနေဖို့တဲတွေဒီအမိုးအကာတွေဒါတွေကိုကျွန်တော်တို့လေတောင်းစီအောင်ပြင်ရဆင်ရတယ်မိုးရင်းကာလကျွန်တော်တို့အသုံးဆောင်တွေကျွန်တော်ဖြည့်ဆည်းဖို့ကြိုးစားရတာပေါ့လေမဖြစ်မနေကျွန်တော်တို့အားချင်းလိုရမယ့်ဟာတွေကိုတော့ကျွန်တော်တို့ဒီတက်နိုင်တော့ကြိုးစားပြီးဖြည့်တင်းနေတယ်ပြင်ဆင်နေတယ်အဲ့ဒီပြင်ကိုဒီစားနပ်ရိက္ခာမိုးရင်းကာလကျွန်တော်ဈေးဝယ်လို့မလွယ်ဘူးဝယ်ဖို့ချမ်းဖို့ကျွန်တော်တို့မလွယ်ဘူးပေါ့လေစံတအိတ်စီတပုံကျွန်တော်တို့စခန်းကိုရောက်ဖို့တောင်မှတော်တော်ခက်ခဲအခြေအနေဆိုတော့လေဒါလေးအတွက်ကိုလည်းကျွန်တော်တို့ကြိုပြီးတော့ဟိုအခြားသောကြိုတင်စိုက်ထုတ်ပေးထားတဲ့သူတွေရဲ့အားနဲ့ကျွန်တော်တို့အကျွေးရလို့တော့မဟုတ်ဘူးလေနော်အဲ့လိုကူညီတဲ့လူတွေနဲ့ကြိုပြီးတော့ဖြည့်တင်းလာရှိရဖြည့်တင်းတယ်သူတို့ပြန်ပြီးတော့ကျွန်တော်ပေးရမှာပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲ့ဒါနဲ့တပြိုင်နက်တည်းပဲကျွန်တော်တို့လာမဲ့ပွင့်လင်းရာသီကြရင်ကျွန်တော်တို့ရဲဘော်တွေဒီကောင်းအလုပ်လုပ်နိုင်ဖို့ဒီလိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေကိုလည်းကျွန်တော်တို့ဒီကနေပြီးတော့ပြည်သူတွေကပံ့ပိုးရရှိမှုတွေနဲ့ကျွန်တော်တို့လေကြိုပြီးစုဆောင်းပြင်ဆင်ချင်တာပေါ့နော်ဒီ campaign ရဲ့ရည်ရွယ်ချက်လေးကတော့ကျွန်တော်တို့ဒါပါပဲအဓိကတော့လေကျွန်တော်တို့ဒီရှေ့လျှောက်မဲ့တော်လိုင်းရေးလုပ်ငန်းတွေအခုတပြိုင်တည်းဖြတ်သန်းနေတဲ့ကျွန်တော်ရဲဘော်တွေရဲ့မြေပြင်တော်လိုင်းရေးလုပ်ငန်းတွေအတွက်ကိုကျွန်တော်လိုအပ်ချက်တွေကိုကျွန်တော်တို့ဝိုင်းပြီးဖြည့်ဆည်းဖို့
ဖြစ်ပါတယ်အဲ့ဒါလေးလည်းလေးသက်ကိုလည်းကျွန်တော်တို့လေရှင်းပြတာပါခင်ဗျဟုတ်နော်ဟုတ်လေးသက်ကြီးဒါ campaign ရွေးချက်ကတော့အဲ့ဒါလေးပါပဲဟုတ်ဒီ target ရေလူတွေတော့မဟုတ်ဘူးပေါ့လေလေးသက်ကြီး target လေးတစ်ခုတော့ကျွန်တော်ထားပါတယ်အဲ့လေကျွန်တော်အနည်းဆုံး3,000လောက်တော့ကျွန်တော်တို့ပြည့်အောင်ကြိုးစားခြင်းပါတယ်ဟုတ်ကဲ့ပါဟုတ်ဒါလည်းပြည်သူပံ့ပိုးနိုင်တဲ့အခြေအနေပေါ်မူတည်တာပေါ့နော်ဟုတ်ကဲ့ပါလေးသက်ကြီးဟုတ်ဒါတော့ကျွန်တော် campaign ရဲ့လေဟိုဒီလိုရတဲ့အကြောင်းရင်းလေးကိုရှင်းပြတာဖြစ်ပါတယ်ခင်ဗျ ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့တန်ကြားလာမလို့နော်အဲ့တော့ကျွန်တော်တို့အဓိကတက်ရင်ကတာဝန်ရှိတဲ့သူတူပေါ့နော်ကျွန်တော်တက်ရင်တာဝန်ရှိတဲ့သူတူရဲ့စကားတန်လေးကြားခြင်းပါတယ်ဗျတက်ရင်မှာမြေပြင်မှာရှိနေတက်ရင်ကတာဝန်ရှိသူတူဘယ်သူများပြောနိုင်မလဲဗျအဲ့ဒါလေးရဲ့တော့တက်ရင်လက်ရှိကြုံတွေ့နေတာ Southern Eagle ဘာလဲဘယ်လဲပေါ့ Southern Eagle ဘာဘယ်လိုတက်မျိုးလဲဘယ်တော့စုဖွဲ့တာလဲ Southern Eagle ဘာတွေလုပ်ခဲ့တယ်အခုလက်ရှိဘာတွေလုပ်နေလဲဆိုတော့အတူဆုံးအကောင်းဆုံးရှင်းပြနိုင်မဲ့တရင်တာဝန်ခံတယောက်လောက်ကျွန်တော်ဖိတ်ခေါ်ကြပါတယ်ရှိတာဗျစုံထဲမှာ ဟုတ်ကဲ့လေးသက်ကြီးမင်္ဂလာပါဒီ live ကိုကြည့်နေတဲ့ကျွန်တော်တို့တော်လန်ပြပပြည်သူပေါင်းလည်းမင်္ဂလာပါကျွန်တော်ကတော့ဒီ Southern Eagle PDF တရင်ကဒီတရင်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဖြစ်ပြီးကျွန်တော်တို့တရင်အနေနဲ့ကတော့ဒါကျွန်တော်တို့တော်လန်ရေးရဲ့ KU အစလို့ပြောလို့ရမှာပေါ့2021ဒီမတ်လပေါ့နော်3လပိုင်း18ရက်နေ့ပေါ့နော်ကျွန်တော်တို့ဒီမတ်လ18ရက်နေ့ကစပြီးတော့ဒါဒီလက်နက်ကိုင်လမ်းစဉ်ကိုကျွန်တော်တို့ဒါရွေးချယ်ပြီးတော့ကျွန်တော်တို့စုဖွဲ့မှုတွေလုပ်တယ်စစ်တပ်နဲ့ကျွန်တော်တို့ဒီတပ်မ6ပေါ့နော်တပ်မ6မှာကျွန်တော်တို့စစ်တပ်နဲ့တင်ယူကြတယ်ပြီးတော့စပြီးကျွန်တော်တို့တိုက်ပွဲဝင်လာတယ်ပေါ့နော်တိုက်ပွဲဝင်ကြတယ်ဒီကတော့ဒါ Concrete ကျွန်တော်တို့ဆိုရင်ဒါ Concrete တောင်ချမ်းအောင်မြောက်ချမ်းအောင်ပေါ့နော်ဒီတော်လိုင်းစမှာဆိုရင်တော့2021ထဲမှာဆိုတော့ကျွန်တော်တို့ Concrete တောင်ဘက်ချမ်းပေါ့နော်တောင်ဘက်ချမ်းမှာကျွန်တော်တို့တိုက်ပွဲပေါင်းများစွာကိုကျွန်တော်တို့ဒီမဟာမိတ်ဒီ EAO တွေပြီးတော့အခြားသောကျွန်တော်တို့ဒီတရင်တစ်ဖွဲ့နဲ့ပူးပေါင်းလက်တွဲပြီးတော့ကျွန်တော်တောက်လျှောက်ဒါထိုးစစ်ဆင်ခဲ့တာပေါ့နော် Concrete ဒီမြို့သိမ်းနိုင်ရေးပေါ့ဒါ2022မှာကျတော့ကျွန်တော်တို့ Concrete မြောက်ချမ်းပေါ့Concrete မြောက်ချမ်းဆိုရင်မြောက်ချမ်းမှာတော့ကျွန်တော်တို့ဒါမှတ်မရကျွန်တော်တို့အနေနဲ့ဒီ Southern Eagle အနေနဲ့ပြောရမှာဆိုရင်ကျွန်တော်တို့ရန်သူနဲ့ပေါ့ရန်သူနဲ့ကျွန်တော်တို့မိုင်း20ပတ်လည်လောက်ပဲရှိမယ်အဲ့နေရာမှာကျွန်တော်တို့ဒီ PDF အလံကိုစပြီးတော့တွင့်ပြီးတော့ဒီအဲ့နေရာမှာရန်သူနဲ့မိုင်း20လောက်အကွာမှာထိုင်ခဲ့တဲ့တက်ပေါ့နော်ဒါကတော့မှတ်မရအဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဒီတနိုင်ငံလုံးတော်လှန်ရေးအရာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါအနီးကပ်ဆုံးရန်သူနဲ့ပထမဆုံးအနီးကပ်ဆုံးမှာကျွန်တော်တို့ဒီပြည်သူ့ကာကွယ်ရေးတပ်မတော်အလံစိုက်ထူနိုင်ခဲ့တဲ့အချိန်ပေါ့နော်ဒါတွေလည်းကျွန်တော်တို့ဒီတရင်နေနဲ့လက်တွေ့ကျွန်တော်တို့ရန်သူကောင်းကောင်းကျွန်တော်တို့ဖိအားပေးနိုင်တယ်ထိုးစစ်တွေတောက်လျှောက်ဆင်တယ်ရန်သူရဲ့စိုးမိုးဒီနေမြေတွေဖြစ်တဲ့နေရာတွေကိုကျွန်တော်တောက်လျှောက်သိမ်းယူပြီးတော့အဲ့လိုမျိုးရန်သူရဲ့မြို့နဲ့သူတို့ရဲ့တက်နဲ့အဲ့လောက်ကွာမှာနေကျွန်တော်တို့ထိုင်ခဲ့ကြတာပေါ့နော်ဒါ Concrete မြောက်ချမ်းမှာဆိုရင်ပြီးတော့ကျွန်တော်တို့ဒီ2023 2024မှာဆိုလဲကျွန်တော်တို့ Concrete ဒီမြို့ပေါ့နော်မြို့သိမ်းတိုက်ပွဲတွေကျွန်တော်ဆင်နွှဲပြီးတော့မြို့ရဲ့60%ပေါ့နော်ကျွန်တော်အဲ့ချိန်မှာဆိုရင်ဒီ Concrete ဆိုရင်ကျွန်တော်တို့ကြာပန်းအဝိုင်းပေါ့တို့ဒီမြို့အလယ်လို့ခေါ်မှာပေါ့အဲ့လိုနေရာတွေမှာတော့မှကျွန်တော်တို့ဒါဆိုင်ကယ်တဝေနဲ့ဒါ PDF တွေဒီအောင်မြင်မှုရခဲ့တဲ့အချိန်ပေါ့နော်ကျွန်တော်တို့မြို့ရဲ့60%ဒါထိန်းချုပ်ခဲ့တဲ့အဖွဲ့တွေထဲမှာလည်းကျွန်တော်တို့ဒါအပါဝင်ပဲဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့အစရှိတဲ့တပ်မ6တပ်မ9ဒီတိုက်ပွဲတွေကျွန်တော်တို့ဒီတိုက်ပွဲများစွာကိုကျွန်တော်ပါဝင်ဆင်နွှဲခဲ့ပြီးတော့အခုလက်ရှိမှာတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့အိမ်ပြန်ခီးလို့လည်းပြောလို့ရတယ်ကျွန်တော်တို့ရန်သူရဲ့ခြံစည်းရိုးအဝလို့လည်းပြောလို့ရတဲ့နေရာပေါ့ဒါကတော့ကျွန်တော်တို့ဒီစစ်တောင်းမြစ်ဝမ်းဒေတာစိုးမိုးရေးဆိုပြီးတော့ကျွန်တော်တို့ဒီစစ်ဒေတာရွှေ့ကြတယ်ပေါ့အခုလက်ရှိကတော့ကျွန်တော်တို့ဒီမွန်ပြည်နယ်ပဲခူးပေါ့နော်ပဲခူးတိုင်းမွန်ပြည်နယ်ဒီအသက်မှာဒီရှိတဲ့ရန်သူရဲ့တပ်စခန်းတွေကိုကျွန်တော်တို့ဒါကောင်းကောင်းထိုးစစ်ဆင်ပြီးတော့တိုက်ပွဲဝင်နေတာရှိတယ်ပြီးတော့ကျွန်တော်နယ်မြေစိုးမိုးရေးတွေနဲ့ဒီနယ်မြေတွေကိုထိမ့်သိမ်းထားတာရှိတယ်ပေါ့နော်ဒါတော့စစ်တောင်းမြစ်ဝမ်းဒေတာမှာလက်ရှိကျွန်တော်တို့စစ်ရေးဖော်ဆောင်နေတာပါအခုကျွန်တော်တို့ဒီစစ်စင်ရေးပေါ့နော်လက်ရက်စစ်စင်ရေးတွေကျွန်တော်တို့တောက်ချောက်ဖြစ်တဲ့ပဲခူးတိုင်းလက်ရက်စစ်စင်ရေးတွေပါတယ်ပြီးရင်ကျွန်တော်တို့ဒီ4K ဝင်းတာပန်ပေါ့နော်ဒီစစ်စင်ရေးတကြောမှာဆိုလဲဒါလက်ရှိကျွန်တော်တို့ဒီ Southern Eagle အနေနဲ့ပါဝင်တိုက်ပွဲတင်နွှဲနေတယ်ပေါ့နော်ဒါကတော့ဒီရှေ့တလောကမှာကျွန်တော်တို့ဒါစကန်သိန်းပါသိန်းကျွန်တော်တို့လုပ်ခဲ့တဲ့နေရာတွေပေါ့နော်ဒါကတော့လက်ရှိကျွန်တော်တို့ရဲ့ဒီလှုပ်ဆောင်နေတဲ့လှုပ်ဆောင်ချက်လေးပါခင်ဗျာဟုတ်ကဲ့ဟုတ်တယ်စီသူဟိုအဆက်လေးလုပ်ပေးပါအောင်နဲ့ ဟုတ်ကဲ့ပါ ဟုတ်ကျွန်တော်လုပ်လိုက်နော်အဲ့တော့အဓိကဒီ Southern Eagle ဆိုတာဒီနေ့ပဲကျွန်တော်တို့နော်ကားတစ်စင်းမေအောင်နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ပုံမှန်လုပ်နေကြနော်ကားတွေစိုက်ကယ်တွေဝီချဲတွေနော်ကျွန်တော်ခြေတုဒီလိုမျိုးတွေကျွန်တော်တို့ဆောင်ရွက်တဲ့နေရာမှာဒီနေ့မှာတော့ဒါကျွန်တော် Southern Eagle ရဲ့
သူရဲ့ကောင်းပေါ့နော် danger အတွက်ကျွန်တော်တို့ဒီနေ့ပဲကားတစ်စီးစီစဉ်ပေးလိုက်နိုင်တယ်နော်ဒါကလည်းအမှတ်တရပေါ့ Southern Eagle Live Film နေ့မှာပဲအမှတ်တရဖြစ်ခဲ့ပါတယ်အဲ့တော့အဓိကပြောချင်တာကကျွန်တော်တို့ရဲဘော်တွေကနော်ဟိုတော်လန်ရေးအတွက်နော်ရှေ့ဆုံး front line လို့ခေါ်တယ်ရှေ့ဆုံးကနေနော်တိုက်ပွဲဝင်ရင်းနဲ့အသက်သွေးချွေးပေးဆက်ရတယ်ခြေလက်အင်္ဂါတွေပေးဆက်ရတယ်ကြမ်းတမ်းတဲ့ဂျာတိဥရုနဲ့ရှန်သူရင်ဆိုင်မှုတွေအခုဆိုရင်အပေါ်ကနေကျွန်တော်တို့ jet fighter အဝိုင်းတွဲနော်ရဲရင်နောက်ပြီးတော့ paramotor gyrocopter ပြီးတော့လက်နက်ကြီးတွေနောက်ဒီ .5 လို့နော်ဒါလက်နက်တွေနောက်ပြီးတော့ငကြဲမီပါညာဒါမျိုးတွေနဲ့နော်ခြေမုံနဲ့ပြက်ခတ်တယ်ဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့တွေကြုံရတယ်အဲ့တော့ကျွန်တော်တို့ဒီမြေပြင်မှာလည်းတိုက်ပွဲတွေရှိသလိုနော်ဒီဘက်တွေကွင်းတွေဆိုတာတချို့နေရာတွေမှာတင်ကားတွေထိဝင်ရောက်ပြီးတော့ဒါဒီလိုမျိုးတိုက်ခိုက်မှုတွေကျွန်တော်ခံရတယ်အဲ့တော့ဒီလိုမျိုးကောင်းကင်မှာရောမြေကြီးမှာလည်းမိုင်းအန်ရပါညာเนาะကျွန်တော်စကန်သိမ့်နေပါညာဆိုမြေကြီးမှာလည်းမိုင်းအန်ရရှိတယ်လက်နက်ငယ်တွေရဲ့အန်ရတွေရှိတယ်ကောင်းကင်ကလည်းလာတယ်ဒီလိုမျိုးဘောင်းဆောင်ကနေပြီးတော့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့เนาะတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့တွေကပြည်သူရဲ့ကူညီမှုထိုက်တန်တယ်เนาะထိုက်တန်တယ်ကျွန်တော်တို့ဒီကိုတာဝန်ကိုကြည်အောင်လုပ်တယ်ပြည်သူတွေကလည်းပြည်သူတာဝန်ပြည်သူကြည်အောင်လုပ်နိုင်မယ်လို့ကျွန်တော်ယူဆတယ်เนาะကျွန်တော်ဒီနေရာမှာခုနကเนาะဒီ SCA1 ပေါ့ခုနပြောတယ်ကျွန်တော်တို့ဘာနဲ့ယူနေရပါတယ်ဆိုတဲ့အချိန်မှာเนาะအဲ့ဒါကပြဿနာမဟုတ်ဘူးဘယ်သူတွေကိုစောင့်နေရပါတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကမကြိုက်ဘူးเนาะလောက်ချရှိရင်ထလို့เนาะကျွန်တော်တို့ဒီရဲဘော်တွေဖြစ်တယ်เนาะတိုက်ခိုက်ရေးတာဝန်ကိုထမ်းဆောင်တဲ့အပြင်ကျွန်တော်တို့ဒီเนาะငွေကြေးเนาะဒါမှမဟုတ်ရင်စခန်းတိဆောက်မှုမိုးတွင်เนาะဒီအပေါ်ဒါစခန်းတွေတဲတွေနောက်ပြီးတော့ရိတ်ခါเนาะကြည်ရန်ပြီးတော့ equipment ဝတ်စုံအကုန်လုံးနေရာထိုင်ခင်းကနေစပြီးတော့စာဝတ်နေအကုန်လုံးဖြည့်တင်းနေရတယ်အဲ့ဒီအပြင်မှာเนาะဒိန်ဂျာတို့တို့တခြားသောเนาะရဲဘော်တွေထိခိုက်ဒဏ်ရာရဲဘော်တွေကြာဆုံးနေလည်းရှိသလိုထိခိုက်ဒဏ်ရာရဲဘော်တွေအတွက်လည်းတာဝန်ကထမ်းထားတယ်เนาะတက်ရင်နေတိုင်းဒီကိုတက်ရင်ရဲ့เนาะတာဝန်ကိုထမ်းဆောင်ရင်နိုင်ငံတော်ရဲ့ဒီတော်လှန်ရေးတာဝန်ကိုထမ်းဆောင်ရင်တဲ့ထိခိုက်ဒဏ်ရာရတဲ့เนาะသူရဲကောင်းတွေအတွက်လည်းဆက်လက်ပြီးတော့ပံ့ပိုးထားတယ်ရှေ့အတွက်လည်းလောက်ရတယ်လို့နောက်အတွက်လည်းပြန်ဖြည့်ဆည်းရတယ်အဲ့ဒီအခါမှာကျွန်တော်ကဘယ်သူမျက်နှာမှာတိတ်ကြည့်စရာမလိုเนาะကျွန်တော်တို့အခု line ပေါ်မှာ on နေသလိုเนาะဘာဆယ်လီတွေကိုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုကျွန်တော်တို့အဲ့ဒါတွေကိုဟိုခေါင်းထဲမထည့်ဘူးခမရသာတန်ခမရတော့ပြောအားရှိတာပေါ့လို့ပြောကောင်းပြောနိုင်တယ်ဒါပေမဲ့ကျွန်တော်တန်ရင်တာဝန်ယူခဲ့စဉ်ကာလမှာလည်းကျွန်တော်တို့ဒီတင်းတင်းရင်လုပ်လာတာအဲ့ငါတို့ဒါလုပ်နေတယ်ဒါပံ့ပိုးပေးကြပါเนาะပြည်သူတွေလည်းကျွန်တော်တင်းတင်းရင်ပြောခဲ့တယ်ကျွန်တော်တို့ဒီဘယ်ဟိုလူမပါလို့ဒီလူမပါလို့ဆိုတဲ့အရာမျိုးမဖြစ်ရအောင်ကြိုးစားပါတော့သူဥပမာကျွဲကွင်းရေကတော့သူပါလာလိုက်เนาะကျွဲမှာရေပုံးတက်ပေးလိုက်တာပေါ့ကျွဲကသူကူးသွားတဲ့အခါမှာရေကသူပါလာမယ်အဲ့တော့ကျွန်တော်တော်လိုင်းရေးက9နှစ်ကျော်လာခဲ့ပြီဟိုလူမပါလို့ဒီလူမပါလို့ကျွန်တော်မအောင်မြင်ရပါဘူးဆိုတာတက်ကျွန်တော်တို့အလုပ်ကိုတင်းတင်းရင်လုပ်ပေးပါပြီးလို့ရှိရင်ကျွန်တော်ထောက်ဖို့တွေကျွန်တော်တို့ကဒီနေရာမှာပြောချင်တာပါလဲဆိုတော့နော်ဟိုထောက်ဖို့ရဲ့အခန်းကဏ္ဍကအရေးကြီးတယ်အရေးမကြီးဘူးမဟုတ်အရေးကြီးတယ်ထောက်ဖို့တွေအရေးကြီးတဲ့အခါမှာထောက်ဖို့တွေကစင်ကြင်ပြီးနေကြပါနော်ဦးလေးတက်တို့ကတော့ပတ်စံရတယ်ဦးလေးတက်တို့မေအောင်တို့ live လွှင့်လိုက်ပတ်စံရတယ်နော်ငါတို့ကဒီကောင်တွေကဘာလို့တွေချုပ်ထားတာတော့ပါညာကျွန်တော်မှလျှို့ဝှက်ချက်မရှိဘူးကျွန်တော်မှစောင့်ထိန်မှုပဲရှိတယ်နော်ကျွန်တော်တို့နော်မလျော်ကန်တဲ့ဒီကာလနဲ့မလျော်ကန်တဲ့သူတွေကို fight out အပြည့်လုပ်တယ်နော်အဲ့ fight out တွေတယောက်ကိုမှမျက်နှာသာမပေးဘူးဟိုလူတော့ငါနဲ့ခင်လို့ဒီလူတော့ငါနဲ့မတည့်လို့အဲ့လိုမျိုးမရှိဘူးတသွေးတဲ့တသားတဲ့တညီတဲ့ကျွန်တော် fight out လုပ်တယ်ပြီးတော့မဖြစ်တဲ့ဟာတွေကျွန်တော်မဖြစ်ဘူးဒီနေရာမှာကျွန်တော်အများအားပြောပြတယ်နော်ကိုကတရင်တာဝန်ရှိသူကိုကထောက်ဖို့ဆိုရင်အများကြီးစင်ကြတယ်တောက်ချင်းစားချင်းနော်နောက်ဆုံးဟိုခီးသွားလာတဲ့အချိန်မှာပုံတင်ခြင်းပါညာကိုရဲ့နော်တာရတဲ့နော်ပြေဝတဲ့ပုံကျွန်တော်တို့လည်းတင်ကြတာပေါ့နော်ကျွန်တော်တို့မှာပြည်သူအထောက်ပံ့တဲ့နော်ပျော်ပျော်ကြီးတင်လို့ရတယ်ကျွန်တော်မတင်ဘူးနော်မလုတ်တဲ့အလုပ်တွေမလုပ်ဘူးဘာလို့လဲဆိုတော့ထောက်ဖို့တွေရဲ့အနေအထိုင်မတက်လို့ရှိရင်နော်တာဝန်ရှိသူတွေအနေအထိုင်မတက်လို့ရှိရင်ဘယ်သူမှမကူညီကြတော့မကူညီတော့ကြမှာနော်လီးကွာငါတို့ကဒီလောက်လုပ်နေရတာနော်ငါတို့ဘယ်သူမှမကူကြဘူးဆိုတဲ့ဟာကအတန်ထွက်လာတာအဲ့ဒါအဆင်မပြေဘူးကျွန်တော်ဒီကိုတိုင်ကတင်းနေရင်စောင့်ထိန်မှကိုတိုင်ကနော်အတော့အစအဖြုံသွားလာအနေအထိုင်နောက်ဆုံး Facebook ပေါ်ပုံတင်တာအစအနေထိုင်ပြီးရှိမှကျွန်တော်တို့ရဲ့တက်ရင်နေရနော်ယုံကြည်မှုရတယ်
ထောက်ဖို့ဒီတရင်ကိုစားပြုတ်ထားတယ်ဆိုရင်အဲ့ကိုစားပြုတ်ထားတဲ့ထောက်ဖို့တက်ရောက်ရဲ့အနေအထိုင်ပြောဆိုသွားလာအများကြီးဆင်ញင်ရပါတယ်အဲ့တော့ကျွန်တော်တရင်တွေကရဲဘော်တွေအနေနဲ့ကျွန်တော်ဒီနေ့တိုက်တွန်းနေတာကကိုကမြေပြင်မှာနော်တိကျစွာနော်စစ်စည်းကမ်းတွေနော်လိုက်နာဆောင်ထိန်ပြီးတော့တိုက်ခိုက်ရေးတာဝန်တွေကိုထမ်းဆောင်နေကြတယ်ပြည်သူကနောက်ကလိုက်လာပါလိမ့်မယ်ဒီနေ့ကျွန်တော်တို့ Southern Eagle နဲ့ပတ်သက်ပြီးတော့ကျွန်တော်သိထားတာတွေအများကြီးပဲနော်အများကြီးကျွန်တော်တရင်ဒီဘက်မှာရှိစင်တော့လေတရင်နဲ့ထိရောက်တယ်နော်ပြောဆိုအနေထိုင်သွားလာအကုန်လုံးညီညွတ်မျှတတယ်နော်ကျွန်တော်တို့တချို့တနေရာမှာစုံပြူကတော့ရှိမှာပဲနော်ကျွန်တော်တရင်နေမှာရဲဘော်ထပ်ပြေးတာဆိုတာရှိကောင်းရှိနိုင်တယ်နောက်ပြီးတော့နှစ်ပြေလို့ထွက်သွားတယ်ဆိုတာရှိနိုင်တယ်အဲ့အတွက်ကျွန်တော်တို့ကြေခွဲဝမ်းနဲ့မနေပဲနဲ့ကျွန်တော်တို့လောက်ဆရာရှိတာကိုတင်းတင်းရင်ဆက်လက်ဆောင်ရွက်ပါနော်တရင်အတွက်ရအောင်လေကျွန်တော်တို့ဒီနေ့ဂရိပြုပါတယ်အင်တိုင်းအားတိုင်းနော်စ조사ပြီးတော့အစွမ်းကုန်နော်ကျွန်တော်အသုံးချပြီးရှာပါမယ်အခုဆက်လက်ပြီးတော့ကျွန်တော်ကမေအောင်ကြီးကိုဖိတ်ခေါ်ကြပါတယ်ဗျကျွန်တော် Southern Eagle အတွက်မေအောင်ကြီးနော်မေနရက်အောင်ကနော်စကားလေးပြောပေးဖို့ကျွန်တော်ဒီနေ့ကတဆင့်ဖိတ်ခေါ်ကြပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဆောင်းတိုင်းကနဲ့ပတ်သက်တယ်ဆိုရင်တော့ဟယ်လိုမင်္ဂလာပါနော်ဆောက်တန်းအင်းနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်တော့ပြောစရာတွေအများကြီးရှိပါဘာကြောင့်လဲဆိုတော့ဆောက်တန်းအင်းနဲ့အမှတ်တရတွေအများကြီးပဲရှိတယ်ပေါ့နော်ဆိုတော့ဒီတကယ်ကိုထဲဝင်နဲ့စတင်ပြီးတော့မှရောက်ဖူးတဲ့တက်ရင်လည်းဖြစ်တယ်ဒီတက်ရင်မှာရှိနေတဲ့ရဲဘော်တယောက်ချင်းစီတိုင်းကနောက်တစ်ခုကတက်ခွဲမှုပုံမှုပေါ့နော်ဒီလူတွေနဲ့အစားမှာအသေးစိတ်ကိုဒါအနိကက်နေပြီးတော့မှရဲဘော်တယောက်ချင်းစီရဲ့လိုအပ်ချက်တွေကိုပို့ပြီးတော့မှသိခွင့်ရတယ်တို့ရဲ့အားသာချက်ထက်ကိုအားနည်းချက်တွေကိုကိုကပို့ပြီးတော့မှလေ့လာလိုက်စားတဲ့သူဆိုတော့ရဲဘော်တယောက်ချင်းစီရဲ့အားနည်းချက်ကိုကျွန်တော်တို့သိခွင့်ရတယ်အဲ့အတွက်လည်းကျွန်တော်တို့အများကြီးပြင်ဆင်ခွင့်ရတယ်စူးစမ်းခွင့်ရတယ်ပေါ့နော်အဲ့တော့ရဲဘော်တယောက်ချင်းစီရဲ့လိုအပ်ချက်တိုင်းကတိုက်ရင်နဲ့ဓာတ်ရိုက်သက်ဆိုင်တယ်လीနော်အဲ့တော့ရဲဘော်တယောက်ချင်းစီတိုင်းကနေပြီးတော့မှကိုယုံရီလက်ယုံရီနှလုံးရည်တွေကောင်းမှုမယ်သူတို့ရဲ့နေမှုထိုင်မှုတွေစီကံရှိမှုတွေရဲဘော်တယောက်ပြီးသားမှုတွေရဲဘော်ရဲဘက်စိတ်ရှိမှုတွေအကုန်လုံးကစုဖောင်းပြီးတော့မှတရင်တစ်ဖွဲ့တစ်ခုလုံးကဒါနာမည်ရတယ်လှုပ်ဆောင်မှုတွေပိုကောင်းတယ်ဆိုတာကိုဒါကတော့စောက်တိုင်းကင်းမှာကြည်ကျင်အားဖြင့်ဒါတကယ်ကိုသိနိုင်တယ်ဆိုတော့အဲ့တော့ဒီလိုပဲရဲဘော်တွေရဲ့လိုအပ်ချက်တွေအများကြီးရှိနေတာကတော့စောက်တိုင်း EK မှာမဟုတ်ဘူးတရင်တစ်ဖွဲ့ဒိုင်းလိုမှာကိုအများကြီးရှိပါတယ်နာမည်ကြီးတဲ့စိတ်လီတွေအများကြီးဝန်းရံကြတယ်စိတ်လီတွေအများကြီးကနေပြီးတော့မှပဲအဝင်ထွက်ရှိကြတဲ့တရင်ပဲဖြစ်ဖြစ်အရန်ချမ်းသာတဲ့တရင်ပဲဖြစ်ဖြစ်လိုအပ်ချက်တွေကတော့သူ့အနေနဲ့သူကတော့လိုနေတာပါပဲပေါ့နော်ကျွန်တော်တို့အမြဲတမ်းပြောနေကြစကားလိုပဲကျွန်တော်တို့ကလက်ပလာကနေစခဲ့ရတဲ့တော်လန်ရေးဖြစ်တဲ့အတွက်ကျွန်တော်တို့ဘေးတိုင်ရင်တက်ဖွဲ့ပဲဖြစ်ဖြစ်ဘလောက်ပဲချမ်းသာကျွန်တော်မှလိုအပ်ချက်တွေအများကြီးရှိပါတယ်လို့နောက်ဆုံးကျွန်တော်တို့တွေကနေပြီးတော့မှဒီကဒုံးကြီးတွေလက်ရင်းတွေချပေးနိုင်တယ်ဆိုလို့ရှိရင်တော့လေဒါလိုအပ်ချက်ကတော့ရှိမှာမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ဒီလက်ရှိမှာဆိုလို့ရှိရင်လေမြေပြင်မှာစောက်တန် EK ကတကယ်ကိုမှဒါနော်ဒီအရှိကပကိုးဘက်တချမ်းမှာရှိတဲ့ဒီကျွန်တော်ကိုယ်တိုင်လည်းရောက်ခဲ့တယ်ဆိုတော့သိတာပေါ့နော်ဖာပွန်ဘက်ဒီမှာနောက်တဲ့ဒီဘက်ခွေနေမှာဆိုရင်လေဒါရဲဘော်တွေကဖြန့်ချက်ပြီးတော့မှစစ်ကွက်တွေမှာကိုဒါအဓိကရဲဘော်တရင်တစ်ဖွဲ့တိုင်းကတော့အဓိကတော့ပါဝင်နေကြတာပဲအဲ့တော့ဒီထဲမှာစောက်တန်း EK ကလည်းပါဝင်နေတာဖြစ်တယ်ဆိုတော့သိရတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့စောက်တန်း EK မှမဟုတ်ဘူးတရင်တစ်ဖွဲ့တိုင်းကတော့လိုအပ်ချက်အများကြီးရှိနေတယ်ဒါကိုကျွန်တော်တို့ကလည်းဖြည့်ဆည်းပြလို့မရဘူးဦးလေးတို့ကလည်းဖြည့်ဆည်းပြလို့မရဘူးအဲ့တော့တခြားဆယ်လီတွေတခြားချမ်းသာတဲ့သူတွေကလည်းတူကောင်းတယောက်ကောင်းနဲ့ဖြည့်ဆည်းပြလို့မရပါဘူးအဲ့တော့အားလုံးတက်ညီလက်ညီနဲ့တော်လန်ပြည်သူတွေအားလုံးကနေပြီးတော့မှလာစင်အပတ်စင်အမြဲတမ်းကနေပြီးတော့မှအများကြီးမှုတ်တောင်ပါပဲနည်းနည်းလေးတွေပါဝင်သွားတဲ့ဟာကအားလုံးပါဝင်လာတဲ့အာယူလိုချင်တာပါအဲ့လိုပါဝင်ဖို့ဆိုတော့လေတော်လန်ပြည်သူတို့အများကြီးအားနာရတယ်ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ကဒီဒိုနာတွေနဲ့ပေါ့နော်တော်လန်ပြည်သူတယောက်ချင်းစီတိုင်းရဲ့ထောက်ဖို့ပြည်သူတွေနဲ့အမြဲတမ်းနေ့စဉ်နေ့ရူဝါကိုထိတွေ့ဆက်ဆံနေရဆိုတော့ပြည်သူတွေရဲ့အားနည်းလာတဲ့အခြေအနေမျိုးတွေသူတို့တွေပင်မလာတဲ့အခြေအနေမျိုးတွေကိုရီးယားအများကြီးသိခွင့်ရတယ်လीနော်သိခွင့်ရတဲ့အခြေအနေမျိုးမှာတော့ခုနကအလုတ်ကိုင်းနေမကောင်းလို့ပြည်တွင်းမှာရှိတဲ့သူတွေပြည်တွင်းမှာရှိတဲ့လူအလျောက်တတိယနိုင်ငံတွေမှာရှိတဲ့သူတွေလည်းတတိယနိုင်ငံမှာရှိတဲ့အလျောက်အစိုးရတွေရဲ့နိုင်ငံတွေရဲ့ဖိအားပေးမှုတွေမှာအလုတ်ကိုင်းနေမကောင်းတာတွေနေထိုင်မှုတွေမလုံခြုံတာတွေအများကြီးပဲရှိတဲ့အပြင်ကိုမှဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီပြည်တွင်းမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ online မှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီဘက်ဒေါ်လာရေးဘတ်တော်သားတွေရန်ဖြစ်နေကြတယ်ဆိုတဲ့အတန်တွေကိုအများ
ကြီးပြည်သူတွေကမြင်ခွင့်ရတယ်လीနော်မြင်ခွင့်ရတဲ့ချိန်မှာအများကြီးစိတ်ပြည့်အားလျှော်တဲ့မှုတွေကိုကျွန်တော်အများကြီးပြောဒီလိုရံဖြစ်တဲ့အထက်မှာကျွန်တော်တို့လည်းပါကောင်းပါတယ်ပါခဲ့တယ်ပေါ့နော်ပါတဲ့ဟာမျိုးတွေမှာကျွန်တော်တို့လည်းအများကြီးဆင်ခြင်ရမယ်ဒါတော့ပြည်သူတွေကတော့ခုနလိုဘသူနဲ့ဘယ်ဝါနဲ့ကတော့ချနေတယ်ပြောနေတယ်နှက်နေကြတယ်တယောက်နဲ့တယောက်ဖိနေကြတယ်ဆိုတဲ့အနေအထားမျိုးပေါ့သိပ်ပြက်လာကြတာလေအေးစစ်တိုက်မှာလားရန်နေဖြစ်နေကြမှာလားငါတို့ကစေရေးသတင်းတွေကိုနားထောင်ရမှာလားငါတို့ကဒီရဲဘော်တွေကိုထောက်ပံ့ကူညီရမှာလားသူတို့ရန်ဖြစ်နေတာကိုထိုင်ကြည့်ပြီးတော့မယုံကြည်နေရမှာလားဆိုတဲ့လားပေါင်းများစွာလားပေါင်းများစွာလားပေါင်းများစွာတော့သူတို့ကိုသူတို့ပြန်ပြီးတော့မိကုန်းတုတ်တဲ့ဟာတွေကပြည်သူတွေကအများကြီးပဲသိတယ်သိတဲ့အချိန်မှာထို့ပြီဆိုလို့ရှိရင်ပုံမှန်ကူနေတာနေတော့မှမကူရဲကြတော့ဘူးအဲ့တော့ဟုတ်ပါမလားသူကရံမဲဖြစ်နေဆိုတော့တော်လိုင်းကြီးကရှေ့ချဟိုးမှလားဒါပြီးတော့အချိန်ပိုးတွေဆင်းပြီးတော့မှလှုပ်ပေးထားတဲ့ဟာတွေကပြင်မဲလာပဲဖက်တင်နေဆိုတဲ့ဟာမျိုးမှာရော့လာတာတွေရှိတယ်အဲ့တော့ရော့လာတာတွေရှိတာတစ်မျိုးနောက်တစ်ခုကလည်းခုနကလိုဦးလေးတက်ပေါ်တဘောကတယောက်ကဒါဆိုရင်တော့သူတို့ကတော့မြေပြင်နဲ့ဓာတ်ရိုက်ထိတွေ့တဲ့သူဖြစ်တဲ့သူဆိုတော့သူတို့ကိုပဲကူလိုက်မယ်ဟဲ့အဲ့တော့ကြံတဲ့ကနေစီးစင်းနေတဲ့မောင်းမောင်းပေါင်းပေါင်းအဲ့တော့နာမည်ပေါင်းပြောင်များသွားတဲ့သူတို့မစီးစင်းတော့ဘောဆိုတဲ့ဟာမျိုးမှာအဲ့တော့ကြံတဲ့သူတွေအကုန်လုံးကကျန်တဲ့အကုန်လုံးကဆဲအောင်စီးစင်းနေသူတွေအကုန်လုံးကဦးလေးတက်စီကိုပဲလာတာမဟုတ်ဘူးနေရောင်ရှူတယောက်တည်းလာတာမဟုတ်ဘူးလာနေကြသူကပဲလာတာအဲ့တော့မလာတဲ့သူတွေကလုံးဝနားသွားတာလေအဲ့တော့ပြည်သူတွေရဲ့အပြစ်မဟုတ်ပါဘူးဒါကတော်လန်ပြည်သူတွေရဲ့လုံးဝအပြစ်မဟုတ်ပါဘူးတော်လန်ပြည်သူတွေရဲ့နေရာမှာကိုလဲဆိုလို့ရှိရင်လေစိတ်ပြတ်မိမှာပဲအဲ့တော့ပွဲပေါင်းများစွာတွေရှာပြီးတော့မှပြဿနာပေါင်းတော့များတော့ရှာပြီးတော့မှဖြစ်နေတဲ့အခြေအနေမျိုးတွေမှာအဲ့တော့အားလုံးကဒီအချိန်မှာပင်ပန်းနေကြပါပြီပင်ပန်းနေကြပြီဒီပြည်တွင်းမှာရှိတဲ့သူလည်းပြည်တွင်းမှာရှိတဲ့သူတွေရောက်ခက်ခဲပြီးတော့မှကြက်တဲပြီးတော့ပင်ပန်းကြတယ်နော်တတိယနိုင်ငံမှာဒုတိယနိုင်ငံတွေမှာလွတ်မြောက်နေနေမှာရှိတဲ့သူတွေကလည်းသူ့အနေထားနဲ့သူပင်ပန်းတော်တော်ပင်မနေကြတယ်မှာစုညံပူညံတဲ့ဟာတွေကလူတွေကိုပို့ပြီးတော့မှညင်ညူးစေပါတယ်ပင်မစေတယ်ပေါ့နော်အဲ့တော့အားလုံးကတက်တာရာကိုရှာနေရတဲ့အနေထားမျိုးပါငါတို့ကကူလဲကူရသေးတယ်ပေးလေးပေးပြီးတော့မှငါတို့ပူညံစုညံနေလုပ်နေတာကြီးစိတ်မချမ်းတဲ့စိတ်မချမ်းတဲ့အခြေအနေမျိုးတွေဖြစ်ပေါ်စေတဲ့ဟာမျိုးမှာဒါလေးလေကျွန်တော်တို့ကဟိုအားလုံးကိုဆင်ခြင်ဖို့ဆိုပြီးတော့မှနင်းတော့ရံမဖြစ်နေနေတော့ဒါကိုမပြောပါနဲ့လို့ကျွန်တော်တို့ကသွားပြီးတော့မှပြောပိုင်ဝင်မရှိဘူးတိလားအဲ့တော့လူတွေအကုန်လုံးကနားလဲပါတယ်ဖြစ်နေပြောနေတဲ့သူတွေအကုန်လုံးနားလဲတယ်အကုန်လုံးကလည်းမိုးချက်နေတယ်ဖောက်ထွက်ဆရာနေရာတွေကိုရှာကြတယ်နော်အဲ့တော့ပြောချင်တာကကျွန်တော်အဓိကလှုပ်ဆောင်ရမှာကကျွန်တော်စစ်အနိုင်တိုက်ရေးဆိုဒီကိုဒါကျွန်တော်ရဲ့နားလည်တဲ့အတွေးအမြင်လေးနဲ့ပြောပြတယ်ကျွန်တော်ဒီစစ်အနိုင်တိုက်ရေးဒီအဓိကကြတယ်ဆိုတော့ကျွန်တော်စစ်ကိုအနိုင်တိုက်မယ်စစ်ကိုအနိုင်တိုက်ပြီးလို့ရှိရင်ကျွန်တော်တို့လူမွေးရေးလည်းဖြည့်ရှင်းမယ်ကျန်တဲ့စီးပွားရေးလည်းဖြည့်ရှင်းမယ်နောက်ပိုင်းပညာရေးအစားမှဒါကိုဖြည့်ရှင်းမယ်ဆိုကျွန်တော်တို့သတ်မှတ်ထားတယ်ကျန်တာတွေကအရေးမကြီးလို့ပြောရမှာပေါ့အရေးကြီးပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့လက်ရှိမှာပြည်သူတွေအခက်အခဲအချက်တဲနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ဟာတွေကိုအရှင်ဆုံးဖြည့်ရှင်းပြီးမှကျွန်တော်တို့သွားလို့ရှေ့ဆက်ပြီးတော့မှပညာရေးရောချမ်းသာရေးရောလူမျိုးရောအကုန်လုံးဆက်ပြီးတော့မှသွားလို့ရတဲ့အနေထားလေးနော်အဲ့တော့တခြားလုံနေတဲ့သူတွေလည်းပညာရေးပိုင်းရောလူမျိုးရေးပိုင်းရောစီးပွားရေးလုံနေတဲ့သူတွေလည်းလုံပါနိုင်တဲ့တာဝန်အဲ့တော့တိုက်ရင်တစ်ဖွဲ့စီကိုဓာတ်ရိုက်သွားပြီးတော့မှစစ်ရေးအတွက်တော်လှန်ရေးအတွက်အဓိကအားထားပြီးမှလုံနေတဲ့သူတွေကရန်နေပဲဖြစ်နေပဲပွဲတွေပဲဖြစ်နေပြီးတော့မှမပြီးနိုင်မစည်းနိုင်ဖြစ်နေတဲ့ဇလန်းမျိုးတွေလည်းအများကြီးပဲရှိတယ်နော်ဘသူရေလို့ပြောတာမဟုတ်ဘူးအဲ့တော့ဆယ်လီတွေမှာရောဆယ်လီမဟုတ်တဲ့ဥတွေရောဆိုတော့ဒါတွေကအကုန်လုံးကဘာကြောင့်ဖြစ်နေလဲဆိုတော့အားလုံးကအမှန်ပြိုင်နေကြတာငါမှန်နေငါပုံမှန်နေဆိုတဲ့ဟာမျိုးတွေပြိုင်ဆိုင်မှုတွေကကျွန်တော်တို့တော်လန်ကြီးကိုအဆုံးသက်သွားမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့တော်လန်ကြီးကိုအားစိုက်ပါတော်လန်ကြီးကိုပဲလုပ်ပါတော့တချို့ပြဿနာကောင်းနေရှိကောင်းရှိနိုင်ပါတယ်ဒီຢာတွေကဒါပေမဲ့ကျွန်တော်တို့ဝင်ပါလို့မရတဲ့ဝင်ပါလို့မသိတဲ့အခြေအနေမျိုးဆိုကျွန်တော်တို့လုံးဝမပါပါဘူးဘာကြောင့်လဲဆိုတော့တိုင်ရင်တစ်ဖွဲတွေတော်လန်ကြီးတွေအားနေသွားမှာအရန်ဆိုးပါတယ်အဲ့တော့ကျွန်တော်တို့အဓိကကတော့တော်လန်ကြီးအမြန်အောင်ဖို့အမြန်ပြီးဖို့ဆိုတဲ့ဒီအနိမရီမန်းချက်ဖြစ်တဲ့တော်လန်ကြီးအောင်ဖို့ဆိုတဲ့ပန်းနိုင်ကိုရအောင်သွားရမယ်ဒီမှာလဲပြည်သူတွေကိုပြောချင်တာကဒါအဓိကပါပဲလို့အဲ့တော့ကိုယ့်အိမ်မှာဆိုလို့ရှိရင်လဲရန်ဖြစ်တဲ့သားသမီးကလည်းရှိကောင်းရှိနေမယ်ရန်ဖြစ်တဲ့တူမကြီးလည်းရှိကောင်းရှိနေမယ်ဒါကအဓိကပြဿနာမဟုတ်ပါဘူးလို့ဒီအိမ်ရဲ့ကောင်းမွန်တိုးတက်ပြီးတော့မှအခြေအနေကောင်းဖို့ကအဓိကဖြစ်တယ်ဆိုတော့ဒါတွေကိုမိထားပါဒါတွေကိုမကြည့်ပါနဲ့ဒါတော်လိုင်းကြီးတစ်ခုလုံးကမိသားစုဆိုရင်ရန်ဖြစ်နေတဲ့သားသမီးလည်းရှိမှာပေါ့ရန်ဖြစ်နေတဲ့တူမတွေညီတွေညီမတွေလည်းရှိကောင်းရှိပါလိမ့်မယ်အဲ့တော့ဟို
ကိုလှုပ်ရှားရှိတဲ့အလုပ်ကိုပဲဆက်ပြီးတော့မှပဲလှုပ်ကြပါလို့အဲ့တော့ရန်နေဖြစ်နေလို့ငါတို့စိတ်ပြစ်အားရောမယ်ဆိုပြီးတော့မှမတွေးပါနဲ့ရန်ဖြစ်နေတဲ့သူတွေကတက်တက်ပါလို့အခုဆိုရင်တရင်တက်ဖွဲကနေပြီးတော့မှအလုပ်လုပ်နေတဲ့သူတွေကလည်းတကယ်ကိုနေမအားညာမအားနဲ့ဒီရဲဘော်စောက်တိုင်းကဥပမာပေါ့နော်ဥပမာထားပြောတာစောက်တိုင်းကဆိုလို့ရှိရင်လေနေရာတနေရာထဲမှာတိုက်ကြတာမဟုတ်ဘူးစစ်ကွက်တိုင်းများသွားမှာရှိတဲ့နေရာတွေကိုလှည့်ပတ်ပြီးတော့မှရန်သူရှိရတဲ့နေရာတိုင်းကိုအကုန်လုံးကလူကုန်တက်ပြီးတော့မှချေမွန်းတိုက်ခိုက်နေရတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့အလုံးလုံးနေတဲ့သူတွေအများကြီးပါလို့အဲ့တော့ရန်ဖြစ်နေတဲ့သူတွေကိုကြည့်ပြီးတော့စိတ်မပြတ်ပါနဲ့အလုံးလုံးနေတဲ့သူတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ကူနေကြပုံမှန်ကူနေကြအတိုင်းရှိတယ်ဆိုလို့ရှိရင်လေပို့ပြီးတော့မှကူနိုင်အောင်လို့ပို့ပြီးတော့မှစူးစမ်းပေးပါလို့ကျွန်တော်တို့တော်လိုင်းကြီးကမဝေးတော့ပါဘူးနော်မဝေးတော့ပါဘူးနေရာတိုင်းမှာကျွန်တော်တို့ဒါကိုကြီးလေးအမြဲတမ်း like တင်ပါဆိုလေပြောတယ်နော်ကျွန်တော်တို့တော်လိုင်းကြီးကမဝေးပါဘူးကျွန်တော်တို့ကနိုင်နေရလीနော်ကျွန်တော်တို့ကနိုင်နေပြီအဲ့တော့ကျွန်တော်အဆုံးသတ်ဖို့ပဲကြံတဲ့ဟာလေးမှာခုနလိုတစုံတစ်ယောက်ကြောင့်တစုံတဦးကြောင့်ကျွန်တော်တို့ကိုနှောင့်နှေးသွားရမယ့်ဟာမျိုးကိုလက်သင့်မခံပါနဲ့တော်လန်ပြည်သူတွေကလည်းအဓိကတော်လန်ပြည်သူတွေပဲကျွန်တော်တို့ကအားထားရတယ်တိုင်ရင်တစ်ဖွဲ့တွေကလည်းတော်လန်ပြည်သူတွေနဲ့ပဲရက်တီပြီးတော့မှဒီတိုက်ပွဲတွေကိုတိုက်ကြတာဖြစ်တဲ့အတွက်တော်လန်ပြည်သူတွေစိတ်ပြက်လို့မရပါဘူးရန်ဖြစ်နေတဲ့ဟာတွေကိုလည်းမတိချောင်ဆောင်နေပါတကယ်လုံနေတဲ့ဒီမှာသူတို့ရှိကိုစီသူတို့ဒီမှာဘိုးထွန်းတို့ဒါဆိုရင်ဒါတကယ်ရှေ့တန်းမှာရှိနေတဲ့ရဲဘော်တွေဒါကျွန်တော်တို့ကတိုက်ပွဲကြားထဲမှာဆိုရင်ကိုတုံရေးကိုစီသူရေးဆိုပြီးတော့မှဖုန်းပြောပြီးတော့မှသူတို့တွေတကယ်ကိုဘလို့ခဲပင်မန်းကြီးစွာနဲ့မှတိုက်ပွဲတွေဝင်နေတယ်ဆိုတာကိုမျက်မြင်ကိုတွေ့မြင်တဲ့သူတွေဒါနော်မြင်ရတယ်ဆိုတော့တကယ်လုံးနေတဲ့သူတွေကတက်တက်ပါရန်ဖြစ်နေတဲ့အုပ်စုကြီးကတက်တက်ဖြစ်ပါတယ်ဆိုတော့တော်လန်ပြည်သူတွေအခုနင်တို့ကရန်ဖြစ်နေတာပဲငါတို့ကဘာဆိုတဲ့ဟာတွေကိုဒီနေ့ကစပြီးတော့မှဖြေပြောင်းလိုက်ပါအဲ့တော့တကယ်လုံးနေတဲ့သူတွေအများကြီးရှိပါတယ်ဒီလူတွေရဲ့မျက်နှာကိုပဲမူရပါလို့ပြောချင်တာပါအဲ့တော့စောက်တန်းကြီးကအမြဲတမ်းတော့ကမ်ပိန်းတွေတော့လုံးမနေဘူးလုံးလို့ရှိရင်လေစောက်တန်းကြီးကကျွန်တော်တိတလောက်တော့မပြည့်သွားဘူးပေါ့နော်ဒီတစ်ခါလေးတော့ကျွန်တော်ဒီကမ်ပိန်းလေးမှာကျွန်တော်ပြည့်ချင်တယ်ဆိုတော့တော်လန်ပြည်သူတွေကကူပါစောက်တန်းကြီးကဆိုလို့ရှိရင်တော့တော်လန်ပြည်သူတွေကကူကြပါတယ်ဒါပေမဲ့ကူတာတဲ့ပို့ပြီးတော့မှကူတာလေးကိုကျွန်တော်လိုချင်ပါတယ်လို့အဲ့တော့ရဲဘော်တွေရဲ့အစင်မပြေမှုတွေခက်ခဲမှုတွေကိုကျွန်တော်ထုတ်ဖော်ပြောပြလို့ရှိရင်ပြည်သူတွေစိတ်ညစ်သွားလိမ့်မယ်။နော်အဲ့တော့အဲ့ဒါတွေမပြောတော့ဘူးကျွန်တော်တို့စစ်အမြန်ဆုံးအနိုင်အောင်တိုက်မယ်ကျွန်တော်တို့အတူတူပူးပေါင်းကြမယ်စောက်တန်းဤခဲနဲ့အတူတူပါဝင်ပြီးတော့မှကျွန်တော်တို့တွေအောင်ပွဲတွေရယူဖို့အတွက်အတူဝင်းကြမယ်ပါဝင်ကြမှာပဲနိုင်တာထက်ကိုပို့ပြီးတော့မှကူပေးလို့ရှိရင်တော့ကျေးဇူးအများကြီးတင်တာပေါ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ပါဝင်ပေးကြအောင်နော်စောက်တန်းဤခဲကမ်ပိန်းလေးပါလေโอเคပါအဲ့တော့အခုလို့အင်တိုင်းအားတိုင်းနော်တကယ် ground မှာ Southern Eagle ဒီဘက်6ခွဲမှာရှိနေတော့တယ်နော်ဟိုရှောက်တယ်အခောက်ပေါင်းများစွာဟိုးရှေ့ဇုံးကိုရှောက်သွားတယ်ပဲခူးဘက်ကိုရောက်သွားတော့တယ်နော်ကိုယ်တိုင်ကိုကြလိုက်ပါပြီးတော့ကြည့်ရှုခဲ့တဲ့အမေအောင်ရဲ့စကားနော်အားလည်းပါပါတယ်ဟောအားလည်းကြပါတယ်ဒီသူတွေလည်းနားထောင်မိကြပြီဆိုရင်တူကနေတရားနေ1000ပြီးအောင်နော်သတင်းစကားပါပေးကြပါ share လုပ်ပေးကြပါကျွန်တော်တို့ရဲ့ညီတွေဟာနော်သူတို့ရဲ့တိုက်ပွဲဝင်စဉ်ကာလမှာနော်စပြီးတော့ကြုံရတဲ့နော်လူဟိုဥယေပေါ့နော်အဲ့လိုဥယေသူတို့ချက်ကြတဲ့ညီနောင်တွေကြာဆုံးသွားတဲ့သူတွေရှိတယ်ထိခိုက်ဒဏ်ရာရပြီးတော့ကျွန်တော်နောက်ကိုပြန်ရောက်သွားတဲ့ညီတွေရှိတယ်နော်ပို့ပြီးတော့အပတ်စဉ်1 2 3ဒီလိုမျိုးကြုံလာကြတဲ့ညီတွေဟာအခုဆိုရင်နော်ဟိုနေပါသွားတယ်ပေါ့နော်နောက်ထပ်ဝင်လာတဲ့လူကြီးရှိပေမဲ့သူတို့ရဲ့လူရင်းလူကြတကယ်တိုက်ပွဲဝင်ခဲ့ကြတဲ့သူရဲကောင်းတွေဟာနော်အခုဆိုရင်ကျယ်တွေလိုပဲသူရဲကောင်းတွေဖြစ်သွားကြတဲ့သူတွေရှိသလိုထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေရှိပါတယ်ဒါပေမဲ့သူတို့ဒီ9နှစ်ကျော်လာတဲ့အချိန်ထိနော်ဒီနေ့မြေပြင်မှာနော်တိုက်ပွဲဝင်စေရှိနေပါတယ်အဲ့လိုလူတွေအတွက်ကျွန်တော်တို့ကနော်တားရေး fighting တော့ဆိုတဲ့စကားတက်ပို့တဲ့ထောက်ပံ့မှုလိုအပ်နေပါတယ်နော်ကျွန်တော်တို့ကျမ်းမာပါစေတိုက်ပွဲတိုင်းနိုင်ပါစေနော်ဘေးကင်းပါစေဆိုတဲ့မေတ္တာတွေလိုအပ်တာမဟုတ်ပါဘူးလက်တွေ့ကြတဲ့ကုညီထောက်ပံ့မှုတွေများစွာလိုနေပါတယ်ဒီတစ်ဖွဲ့တည်းဒီတစ်ခုတည်းအတွက်ကျွန်တော်တို့အလုပ်လုပ်နေတာမဟုတ်ပါဘူးသူတို့ကလည်းသူတို့ရဲ့ Southern Eagle ဆိုတဲ့တပ်ရင်းတပ်ဖွဲ့အတွက်တိုက်ခိုက်နေတာမဟုတ်ပါဘူးသူတို့ဒီတော်လန်ရေးမှာပါဝင်နေတဲ့နော်တော်လန်ရေးတပ်ဖွဲ့ပါတော်လန်ရေးမှာသူတို့ဒီတနိုင်ငံလုံးတော်လန်နေတဲ့တော်လန်ရေးမှာပါဝင်နေတဲ့ Southern Eagle ပါအဲ့လိုမြင်ရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ကSouthern Eagle Squad မှာ Southern Eagle ကရဲဘော်တွေကပဲတိုက်ခိုက်နေတယ်ဒီလိုမျိုးမဟုတ်ပါဘူး
နော်တော်လန်ရေးအတွက် Southern Eagle ပါအဲ့အတွက်ကြောင့် Southern Eagle အတွက်လည်းပြည်သူတွေအားလုံးကဝန်းရံပေးကြပါလို့ကျွန်တော်ဒီနေရာမှာဖြည့်ဆွတ်ပြီးပြောလိုပါတယ်ကျေးဇူးပါဗျ ဟုတ်ကျေးဇူးပါလေးသက်ရေအခုလိုပြောကြပေးရတော့လေးသက်ကောဒီမေအောင်ပေါ့နော်ပြောရလေးရဲ့ကိုကျွန်တော်လည်းနားထောင်နေနဲ့တကယ်လည်းဟိုဖြစ်ပါတယ်တကယ်ပြောရတယ်လေအဲ့တော့ဟိုကျွန်တော်တို့ကတော့ဟိုဒီ campaign လေးကိုတော့ဒီတစ်ခေါက်တော့ပြည့်ကျင်တယ်ပေါ့အရင်တစ်ခေါက်လည်းကျွန်တော်တို့ကလှုပ်တာ campaign ကအဲ့လိုမျိုးလှုပ်ခဲတယ်လှုပ်ရင်လည်းခုနမေအောင်ပြောသလိုပဲမပြည့်ရများနေတော့ဒီတစ်ခေါက်တော့ပြည့်ကျင်ပါတယ်ဘာလို့ဆိုတော့လေဒီကျွန်တော်တို့အနေနဲ့အခုလက်ရှိအထိကိုဒီမြေပြင်မှာရှေ့ထဲမှာရှိတဲ့ရဲဘော်တွေကိုမိုးရင်းကာလာမိုးတွေသာတောက်လျှောက်ရွာနေတာအခုမိုးကကြာပဲကြားလာပြီအခုဒီသူတို့မိုးကတယောက်တစ်ထည်အောင်မကြည့်သေးဘူးကျွန်တော်တို့မှာအဓိကတော့ကျွန်တော်တို့ကဒီဘက်စစ်ကွက်ဒီရွှေ့ရတဲ့အခြေအနေမှာဆိုလဲအရင်လိုကျွန်တော်တို့လက်လန်းပြီးသလိုတည်ရမလားဟိုလက်တက်ရပတ်စံရှိသလိုကျွန်တော်တို့ချက်ချင်းတောက်ဝယ်လို့လည်းမရတည်မလားအဲ့တော့ကျွန်တော်တို့ကတလုံးနဲ့တကယ်တည်းမှာမယ်ဟာကြတော့လဲရဲဘော်အကုန်လုံးစင်ဖို့ဆိုတာလဲခုလုံလောက်တဲ့ငွေပမာဏရှိဖို့ကလည်းလိုတာဟုတ်အဲ့တော့ဒီ campaign ရဲ့တကယ်လို့ campaign ကလည်းကျွန်တော်တို့ရက်တူလေးပါပဲဒီတစ်လလောက်ပဲဆိုတော့ဒီတစ်လတော့ထဲမှာပြည့်သွားရင်ကျွန်တော်တို့ချက်ချင်းအဲ့ဟာတွေရှေ့ကိုပို့ရမယ့်ဟာတွေပေါ့အဓိကတော့မိုးကာတွေပြီးတော့အခုရှေ့မှာဆိုရင်ဒီရဲဘော်တွေကအခုဘယ်လိုပြောရမလဲသူတို့ဒီဘန်ကာတွေဘာတွေမှာဆိုလဲကျွန်တော်တို့ကအမိုးလေးတော့လောက်ရတာဟိုသူတာလပတ်စာတွေဘာတွေပေါ့အဲ့ဟာတွေပေါ့အဓိကအဲ့ဟာတွေလေကျွန်တော်တို့များများဆဆဝယ်ပေးရတယ်ပေါ့ဟိုအထူကြီးတွေလည်းမဟုတ်ဘူးပွားလေးဆိုတော့ခဏလေးပြေးတာအလိမ့်လိုက်အဲ့လိုဝယ်ရမယ့်ပစ္စည်းရှိတာပေါ့နောက်တန်းမှာဆိုလဲဟိုကျွန်တော်တို့ဒီတနွေလုံးသုံးခဲ့တဲ့တဲတွေပေါ့တနွေလုံးသုံးခဲ့တဲ့ရဲဘော်ဖားတိုက်တွေကျွန်တော်စပူဆောင်တွေပြီးရင်ကျွန်တော်တို့ဒီရုံးခန်းတွေပေါ့နော်ပြီးတော့အဲ့တွေ့နေရာတွေပြီးတော့အခြားသောဒီတက်ခွဲတွေပေါ့ကျွန်တော်ရှိမှဆိုတက်ခွဲ1နေရာတွေတက်ခွဲ2နေရာတွေအဲ့လိုမျိုးပေါ့တဲတွေကတော့အများကြီးပဲအဲ့လိုမျိုးအကုန်ပျက်စီးရဲ့တဲတွေပေါ့ဒါတွေကိုကျွန်တော်တို့ကပထမတော့ပြုပြင်နိုင်တော့ကျွန်တော်တို့ပြုပြင်ပါတယ်တကယ်ချူချူတတာနဲ့ပြုပြင်တယ်နောက်ဆုံးပြုပြင်လို့မရတဲ့အဆုံးကြောင့်လည်းတဲတစ်လုံးလုံးလောက်ရတာရှိတာပေါ့အဲ့မှာတော့အဓိကလိုတာတော့အဲ့တဲဆောက်ပြီးတော့ကျွန်တော်တို့ဒီဆောက်လို့ရေးအတွက်ဒီပစ္စည်းတွေလိုမှာပေါ့ပြီးတော့နောက်တစ်ခုကတော့အမိုးပေါ့အမိုးကဒီဘက်မှာတော့ဒီကျွန်တော်တို့တောင်ထမ်းလို့ခေါ်မှာပေါ့အဲ့ကောင်တွေကျွန်တော်တို့တောက်လျှောက်ဒီအမိုးတွေကျွန်တော်တို့ဝယ်တယ်မိုးတယ်ဒီနောက်တန်းအတွက်လည်းလိုအပ်ချက်ရှိရပေါ့နော်ဒီမိုးရင်းကာလာမှာအဓိကနောက်တစ်ချက်ကတော့အဓိကကြတဲ့ဟာတော့ကျွန်တော်တို့ရိတ်ခါပေါ့ရိတ်ခါတော့ဘယ်လိုလဲဆိုတော့အခုကျွန်တော်တို့လမ်းတွေကပြတ်သွားပြီဆိုတာမိုးကျပြီဆိုရင်တစ်ခေါက်ကြာရတယ်ကျွန်တော်တို့ရှိမှာဆိုလမ်းတွေအကုန်ပြတ်ပြီကျွန်တော်တို့ကဆိုင်ငယ်နဲ့ရိတ်ခါတက်ရတဲ့ဒီအခြေအနေမျိုးကိုရောက်ရှိနေပြီပေါ့နော်အခုကအဲ့တော့နောက်တစ်ခုကတော့ကားနဲ့သွားလို့ရသေးလားဆိုတော့ကျွန်တော်တို့တစုတစည်းတည်းဝယ်ပြီးတော့သွားမယ်ဆိုရင်တော့အဆင်ပြေတယ်ဘာလို့ဆိုတော့ကားတစ်ခေါက်ထွက်ရင်ရဲဘော်အများကြီးခေါ်သွားတယ်ဘာလို့ဆိုတော့တွန်းရလို့ဝယ်ဖို့တော့ထွက်သွားတဲ့အချိန်လည်းတွန်းရတယ်ပြန်ရောက်ရင်လည်းတွန်းရတယ်ဘာလို့ဆိုတော့ကားတွေကမယုံနိုင်တော့ဘူးဒီဘွက်တွေနဲ့ဆိုတော့လေအဲ့တော့ဒီစုဆောင်ရိတ်ခါဆိုတဲ့ဟာမျိုးကတော့မိုးရင်းမှာကျွန်တော်တို့ဒါဒီမဖြစ်မနေလောက်ရတော့မဲ့သဘောဖြစ်နေတာပေါ့ဒီစုဆောင်ရိတ်ခါရှိရဆိုရင်ကျွန်တော်တို့ဒါမိုးရမ်းရွာတဲ့မိုးကတော့3-4ရက်စက်တက်ရွာတယ်ပေါ့ရွာတယ်ဆိုရင်ငါတို့ဘယ်လိုပဲဖြစ်ဖြစ်စုဆောင်ရိတ်ခါလေးရှိရဆိုတော့ဒီချက်ချင်းဝယ်ကြမလို့ဘူးပေါ့အဲ့တဘောပေါ့အခုကကျွန်တော်တို့ကစုဆောင်ရိတ်ခါမစုနိုင်သေးတဲ့ကာလဖြစ်တော့ရိတ်ခါတောဝယ်လိုက်စားလိုက်ကုန်သွားလိုက်တောဝယ်လိုက်တောရတဲ့လူကလည်းတောရတဲ့ရဲဘော်လည်းမသက်တာဘူးလမ်းကလေတစ်ခေါက်ဆိုင်ငယ်မောင်းပြီးရင်လှုပ်တော့မလှုပ်နိုင်ဘူးလမ်းတွေကဒီဘက်မှာအဲ့လိုမျိုးဆိုတော့စုဆောင်ရိတ်ခါလေးလည်းကျွန်တော်တို့ဒီ campaign တစ်လပြည့်သွားတယ်ကျွန်တော်စုဆောင်ရိတ်ခါလေးလည်းဦးစားပေးပြီးပြုကျင်ပါတယ်နောက်တစ်ခုကတော့ဆေးဝါးပေါ့ဆေးဝါးတော့ကျွန်တော်တို့ဒီအဓိကတော့ကျွန်တော်တို့ဒီမကျန်းမမာဆိုတာတော့မိုးရင်းကာလာဆိုတော့တောက်လျှောက်ပဲအခုတလောဆိုကျွန်တော်တို့ခုနကပြောတဲ့ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေတွန်းတိုက်ပြီးရဲဘော်တွေနဲ့လုပ်ကြတယ်ဒီတစ်ခုတ်ဝါခုတ်လုပ်ကြတာပေါ့တောက်လျှောက်ရဲဘော်တွေဖျားတယ်တည်မလားဒီနှစ်ဖျားပြန်ဖြစ်တဲ့ရဲဘော်တွေလည်းဖြစ်တယ်ဒီဘက်မှာအဓိကတော့မိုးရင်းဆိုတော့ဒီညာတီကူးပြောင်းရဲဘော်တော်တော်များများလည်းအဲ့လိုမျိုးဖြစ်ကြတယ်လိုအပ်တဲ့ဆေးဝါးတွေပေါ့ဆေးဝါးလည်းဒီဘက်မှာကျွန်တော်တို့အရင်လိုဘယ်လိုပြောရမလဲလက်လန်းမမီတော့ဘူးပြောရမလို့ချက်ချင်းတည်မလားဆေးဝါးပတ်စံပေးလိုက်တဲ့ဆေးဝါးရတဲ့ပုံစံမဟုတ်တော့ဘူးပေါ့ဆေးဝါးဆိုလဲဝယ်ပြီးတော့စုရတာရှိတယ်ဒီအများကြီးပေါ့ကျွန်တော်တို့စုဆောင်းရတဲ့ကိစ္စတွေကတော့ဘာလို့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီကိုယ့်လက်ထဲမှာရှိနေမှာကိုယ့်ပစ္စည်းဖြစ်နေမှာဟုတ်အဲ့တော့ကိုယ့်ပစ္စည်းဖြစ်နေမှာလဲဒီရဲဘော်တွေကိုကုလို့ရမှာဟုတ်အဲ့တော့ကျွန်တော်တို့ကစုဆောင်းမှုဆိုတဲ့ဟာကတော့အဓိကပေါ့နော်အဲ့ဒီအတွက်လေးကိုလည်းဒီ campaign ပြုလုပ်ရတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့လည်းဒီတွန်းတိုက်နဲ့အခုလက်ရှိဒီဘက်စစ်ကွက်မှာလည်းလက်တွေ့ကြကျွန်တော်တို့အလုပ်တွေလုပ်နေပါတယ်ပြီးရင်တချို့အလုပ်တွေကြတော့ကျွန်တော်တို့အခုလက်ရှိမှာဒါပြည်သူလူထုကိုထုတ်ပြလို့မရသေးတဲ့အခြေအနေကာလတစ်ခုဖြစ်နေသေးလို့ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီဝန်သားတရားသတင်းတွေလည်းကြားရမှာပါကျွန်တော်တို့နော်အဲ့သတင်းတွေလည်းဒီလူထုရှိကိုရောက်မှာပါ
အခုကာလကတော့ဟို တည့်ရတိုင်းပဲကျွန်တော်တို့ရန်သူကအရင်ဆိုရင်လေချောင်းဆိုရင်အရင်တော့ကျွန်တော်တို့ကမင်းအောင်လိုင်းလက်ထက်ကတတိလောက်ပဲသုံးတာကိုအခုကတော့ပြောမလားလေချောင်းကတစ်ခါတက်ရင်3-4စီးအဲ့လိုမျိုးတွေသိရမလားခေါင်းပေါ်ဝဲပြီဆိုလဲ3-4စီးတစ်စီးနဲ့မဟုတ်တော့ဘူးအဲ့တော့ဒီဘက်မှာလည်းခက်ခဲကြီးလည်းအများကြီးရှိပါတယ်ကျွန်တော်တို့ဈေးဝယ်ရတာသွားလာရတာခက်ခဲတော့ရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့စုဆောင်းနိုင်သမျှတော့စုဆောင်းမယ်ပေါ့ဒီမိုးတွင်ကတော့တိုက်ပွဲအခြေအနေရတော့ကျွန်တော်တို့အနေနဲ့ဒီဆောက်တိုင်းကအနေနဲ့စစ်ကွက်ကျွန်တော်တို့တစ်ခွက်စစ်ကွက်တစ်ခုလည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့လိုအပ်တဲ့စစ်ကွက်တွေအကုန်လုံးလိုက်ဖြန့်ထားရပါတယ်ကျွန်တော်တို့လက်ရှိမြေပြင်မှာတိုက်ပွဲအကြီးတွေလည်းကျွန်တော်တို့ဆင်နွှဲနေရတွေရှိတယ်ပေါ့နော်ဒီအခြားသောကျွန်တော်တို့နေမြေမဆုံးရှုံးရေးနေမြေစိုးမိုးရေးဆိုတဲ့ဟာတွေလည်းတောက်လျှောက်ကျွန်တော်တို့လုပ်နေရတယ်ပေါ့ရန်သူကတော့တည့်ရတိုင်းပဲပတ်စအင်အားကောင်းလာတဲ့ကာလများတော့ထိုးစစ်ကိုသူတို့ကတော့အစပြုခြင်းတဲ့သဘောရှိတာပေါ့သူတို့ဘက်ကပြန်ပြီးတော့တံပြန်ဒါပေမဲ့လည်းသူကသူဘယ်လိုပြောရမလဲအင်အားဘလောက်များများပေါ့အင်အားဘလောက်များများသူတို့ရဲ့စိတ်သက်ရေးရာနှိမ်ပါနေတဲ့အခြေအနေဖြစ်နေတော့သူဘလို့မှတိုးမရဘူးဖြစ်နေတဲ့အခြေအနေမျိုးပေါ့နော်အဲ့တော့စိတ်ချပါကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့ဒီတော်လိုင်းတရလုံးကဒီရှိရဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအကုန်လုံးအနေနဲ့ရောဒါကျွန်တော်အနေနဲ့ရောကျွန်တော်တို့ကတော့ဒီတရားမျှတလွတ်လပ်တဲ့ဒီကျွန်တော်တို့စိုးမိုးတဲ့နယ်မြေတွေကိုဒါဘယ်တော့မှကျွန်တော်တို့ဆုံးရှုံးခံမှာမဟုတ်ဘူးကျွန်တော်တို့တောက်လျှောက်ရအောင်ကျုံးမှာအဲ့ဒါတော့ကျွန်တော်တို့အာမခံနိုင်တယ်ဟုတ်ကဲ့ပါလေဟုတ်ကဲ့ပါညီလေးအခုတစ်ခေါက်ကိုတော့ဟိုကအခုဒီမှာပါတဲ့ပထမဆုံးရှင်းပြခဲ့တဲ့ကိုဝမ်းဖိတ်ချင်တာပါတော့မဖိတ်ခင်မှာကျွန်တော် Zoom တို့ရဲ့ထုံးစံအတိုင်းပေါ့နော်စကားတွေကြီးပြောနေတာတဲ့ဆရာနိုင်မြန်မာရဲ့ဒိုးမြေဆိုတဲ့ကြပြလေးရွတ်ပြကြမှာလေဒါအခုချက်ချင်းကျွန်တော်ပေါ်လာတဲ့စိတ်နဲ့ရွတ်ပြမှာပါတော့ဒိုးမြေအဖိုးအနကတန်သမျှတွေတခိုးလက်ကပြန်မရလေတာကြောင့်အယိုးအရွက်မျှတာကြံတဲ့မြေအမှန်ဓမ္မတွေမဲနေသမျှတန်တရားတွေနဲ့နေရလို့ခံချနေရတဲ့မြေစားဖားတွေကလည်းအာမနာဓာသားတွေကလည်းတနာမညာမတာတနာကမားတွေပဲများလာတဲ့မြေလဲတန်ပြိုတန်တွေမွဲတန်ငိုတန်တွေကြောင့်ဆဲတန်ဆိုတန်တွေကြားနေရတဲ့မြေတဘိုတက်တဘိုစင်းနဲ့ပြိုပြက်ရွရွင်းခဲ့သမျှငကိုတက်ပိုဆင်းရဲသွားကြတဲ့မြေဥပဒေဇိုးတွေကတစ်မျိုးလူတဝေထိုးတွေကတစ်မျိုးသုတ်မေလိုးတွေကတကိုးထွားတဲ့မြေအညာအခြေတကြောကမြမတွေပြောပြတဲ့ကဘာမချေဒေါသနဲ့မြေအေရီမြစ်စီးစင်းရစ်ခွေဒီမြေမြမတွေမွေးပြီးမြမတွေသေဒီမြေဘာတွေပဲဖြစ်နေနေဒီမြေဟာဒို့မြေဟေ့ဒီမြေမှာဒို့နေမဟေ့ဒီမြေမှာဒို့သေမဟေ့ဒီမြေဟာဒို့မြေဟေ့နိုင်မြန်မာဖြစ်ပါတယ်ကျွန်တော်ဒီကြပြလေးကိုရွှေရင်းနဲ့ပဲเนาะ SC-A1 ကဆက်ပြီးတော့เนาะကျွန်တော်တို့ရဲ့တော်လန်ပြည်သူတွေကိုစကားလေးပြောပေးဖို့ဖိတ်ခေါ်ပါတယ်ကျေးဇူးပါဗျဟုတ်ကဲ့ဟုတ်ဦးလေးသက်ကောအမေအောင်ကောကျွန်တော်အားလုံးပဲဒီကျွန်တော်ရဲဘော်တွေရောတော်လန်ပြည်သူအားလုံးကိုမင်္ဂလာပါလို့ဟုတ်ရှေ့မှာလဲဦးလေးသက်တို့ဒီအမေအောင်တို့ရဲဘော်စီသူတို့ပြောသွားတာကြီးလည်းအများကြီးရှိပါတယ်ကျွန်တော်ဒီတော်လန်ကြီးနဲ့ပတ်သက်လို့လေကျွန်တော်တောက်လျှောက်ဒီကာလတွေမှာအမေးခံရတဲ့မိကွန်းပေါ့လေဘာရှိလဲဆိုတော့ဒီကျွန်တော်ဒီတော်လန်ကြီးကအခြေအနေကောကောင်းကြလားပြီးမှလားဆိုတဲ့မိကွန်းပေါ့လေအဲ့ဒီတော့ကျွန်တော်တောက်လျှောက်ဖြေရတာပေါ့လေတောက်လျှောက်ဖြေရတာပေါ့အဲ့တော့တောက်လျှောက်ဖြေရခါမှာဘာရှိလဲဆိုတော့ဒီကျွန်တော်တို့တော်လန်ကြီးကပြီးရမယ်တော်လန်ကြီးပြီးဆုံးသွားမယ်တော်လန်ကြီးပေါ့လေဒါကိုကျွန်တော်အများအားလည်းပြောပါတယ်ဘာဖြစ်လို့ဆိုတော့ဒီလောက်ကျွန်တော်တို့ဒီပြည်သူတရလုံးပါဝင်တဲ့တော်လန်ကြီးဒီလောက်အားကောင်းတဲ့တော်လန်ကြီးဒီတော်လန်ကြီးကကျွန်တော်တို့မြန်မာနိုင်ငံရဲ့သမိုင်းနေမဟုတ်ဘူးကျွန်တော်တို့ဒီရှေ့တောင်ရှာဒေသတွင်းရဲ့ပြရုပ်လည်းဖြစ်တယ်နော်တော်လိုင်းဥဆောင်တဲ့ဒီလက်ရှိဒီကာလတော်လိုင်းဥဆောင်မှုအခင်းချင်းတရက်လည်းဖြစ်တာပေါ့လေနောက်တစ်ခုကကျွန်တော်အများအားကျွန်တော်ရဲဘော်တွေလည်းကျွန်တော်ပြောပါတယ်ကျွန်တော်ဒီဘာဖြစ်ဆိုတော့ငါတို့ကဒီတော်လိုင်းကြီးမှာပါဝင်နေတယ်ဆိုတာကနော်ဒီသမိုင်းတစ်ခုကိုငါတို့ဖြတ်သန်းနေတာကိုယ်တိုင်ဒီသမိုင်းထဲမှာရှိတယ်ငါတို့ကသမိုင်းလူသားတွေဖြစ်တယ်နော်ဒီဖြစ်စဉ်ထဲမှာရှိတယ်ဒီသမိုင်းဖြစ်စဉ်ထဲမှာရှိတယ်သမိုင်းလူသားတွေဖြစ်တယ်ကျွန်တော်ဒီသမိုင်းကိုကျွန်တော်ဖြတ်သန်းနေကြတယ်ကျွန်တော်ဒီ2021ຫນွေဦးတော်လိုင်းကြီးဆိုတဲ့ဟာကဘာလဲဆိုတော့ဒီကျွန်တော်တို့ညီမသမိုင်းဖြစ်စဉ်ကိုပြန်ကြည့်ကြပါအားလုံးပဲအဲ့မှာဘာရှိလဲဆိုတော့ကျွန်တော်ညီမသမိုင်းဖြစ်စဉ်မှာကိုလိုနီခေတ်ဒီ
ကျွန်တော်တို့ဒီတိုင်းတစ်ပါးကိုတော်လန်တဲ့တော်လန်ရေးဒီတော်လန်ရေးဟာမြန်မာသမိုင်းဖြစ်စဉ်ထဲမှာအကြီးမားဆုံးသမိုင်းဖြစ်စဉ်ဖြစ်တယ်အကြီးမားဆုံးသမိုင်းဖြစ်စဉ်ဖြစ်တယ်ဒါတော့အားလုံးလည်းကျွန်တော်သိပါတယ်เนาะကျွန်တော်တို့ဗိုလ်ချုပ်တို့ကျွန်တော်ဒီတိုင်းတစ်ပါးကိုတော်လန်ပြီးလွတ်လပ်ရေးရအောင်ယူကြတယ်ဒီလွတ်လပ်ရေးတိုက်ပွဲကမြန်မာနိုင်ငံရဲ့အကြီးမားဆုံးသမိုင်းဖြစ်စဉ်ဖြစ်တယ်ဒီလွတ်လပ်ရေးကျွန်တော်တို့ရယူတဲ့ဒီကိုလိုနီခေတ်ဖျက်ဆီးခဲ့တဲ့ဒီသမိုင်းဖြစ်စဉ်ရဲ့နောက်ပိုင်းမှာကြီးလိုက်ပါเนาะကျွန်တော်ဒီကိုလိုနီခေတ်နောက်ပိုင်းသမိုင်းဖြစ်စဉ်တဲမှာဒီနေ့အချိန်ထိမြန်မာနိုင်ငံမှာအကြီးမားဆုံးသမိုင်းဖြစ်စဉ်ကဒီ2021နွေဦးတော်လှန်ရေးပဲဒါကိုကျွန်တော်အဲ့လိုပြောလို့ကျွန်တော်တို့ဒီရှေ့မှာဖြစ်ခဲ့တဲ့ဒီကျွန်တော်တို့ဒီ84 86ဒီတော်လှန်ရေးတိုက်ပွဲတွေเนาะဒီ88ကျွန်တော်တို့တော်လိုင်းတိုက်ပွဲတွေဒါတွေကိုတော့95 96ဒီလုတ်ခဲ့ကြတဲ့တော့ဒီတော်လိုင်းကြီးတွေဒါတွေကိုကျွန်တော်တို့ကဒီမကြီးမားဘူးလို့ပြောတာတော့မဟုတ်ဘူးဒီຫນွေဦးတော်လိုင်းကြီးကအဲ့ရှေ့မှာဖြစ်ခဲ့တဲ့ဒီခေတ်ဆက်တောက်လျှောက်ကြုံလာခဲ့ရတဲ့ကိုလိုနီခေတ်နောက်ပဲခေတ်ဆက်ကြုံလာခဲ့ရတဲ့အဲ့သမိုင်းတွေအဲ့တော်လိုင်းဖြစ်စဉ်တွေကိုဖျက်ဆီးပြီးတော့ပေါ်ပေါက်လာတဲ့အားကောင်းတဲ့ကျွန်တော်တို့ဒီကိုလိုနီခေတ်နောက်ပိုင်းအကြီးမားဆုံးသမိုင်းဖြစ်စဉ်တစ်ခုဖြစ်တာပေါ့လေဒီຫນွေတော်လိုင်းကြီးကလည်းအဲ့တော့ရှေ့ကကျွန်တော်တို့စီနီယာတွေဒီကိုလိုနီခေတ်နောက်ပိုင်းမှာအဆက်နော်ဒီစီနီယာတွေစဉ်ဆက်မပြတ်တော်လှန်ခဲ့ကြတယ်စစ်ကောဒီအချမ်းဖက်ဒီစစ်အုပ်စုကိုဒီအာဏာရှင်စနစ်ကိုတော်လှန်ခဲ့ကြတယ်အဲ့ဒီကနေမျိုးစိတ်တယ်လာတဲ့ကျွန်တော်တို့ဒီတော်လှန်ရေးကကျွန်တော်ဒီနေ့ခေတ်2021နွေဦးတော်လှန်ရေးပေါ်ပေါက်လာဖို့အတွက်ခိုင်မာတဲ့အကြောင်းရင်းလည်းဖြစ်တာပေါ့လေအဲ့ဒီကအားတွေပေါ့နော်အဲ့ဒီကအားတွေရှေ့ကစီနီယာတွေကျွန်တော်တို့စဉ်ဆက်မပြတ်လုပ်ခဲ့ကြတဲ့မပြီးပြတ်သေးတဲ့တော်လှန်ရေးဟာဒီနေ့ကျွန်တော်တို့ဒီနွေဦးတော်လှန်ရေးမှာကျွန်တော်ပြီးပြတ်အောင်ကျွန်တော်တော်လှန်ကြမယ်ဒီ2021နွေဦးတော်လှန်ရေးစခဲ့တဲ့နွေဦးတော်လှန်ရေးကလည်းကိုလိုနီခေတ်နောက်ပိုင်းမှာကျွန်တော်တို့ရဲ့အကြီးမားဆုံးသမိုင်းဖြစ်စဉ်လည်းဖြစ်တာပေါ့လေအဲ့တော့ကျွန်တော်တို့ဒီမှာပါဝင်နေကြတဲ့တဦးတိုင်းတယောက်တိုင်းရဲဘော်တယောက်ချင်းစီတိုင်းထောက်ဖို့တဦးချင်းစီတိုင်းပေါ့လေကဏ္ဍမျိုးစုံကပါဝင်နေတဲ့ဒီသူတိုင်းကြီးကျွန်တော်ဒီသမိုင်းဖြစ်စဉ်ထဲမှာကိုယ်တိုင်ကိုကြဖြတ်သန်းနေကြတဲ့ကျွန်တော်တို့ဒီသမိုင်းလူသားတွေပေါ့ဗျာကျွန်တော်တို့ကိုယ်သမိုင်းကိုကျွန်တော်တို့ဒါမှတ်တမ်းတင်ကြတာပေါ့ဒီသမိုင်းတွေကနောင်ခါကြရင်ကျွန်တော်တို့ဒီမှာကျွန်တော်သမိုင်းမှတ်တမ်းတွေထဲမှာနောင်လာနောက်သားတွေပြန်ပြီးဖတ်ရှုပြီးလိလာရမယ်ကျွန်တော်ဒါမှတ်တမ်းတွေဖြစ်နေမှာပဲအဲ့တော့ဒီမှာကျွန်တော်တခုသုံးလုံးကျင်တာပေါ့နော်ကျွန်တော်ဗာလဲဆိုတော့ကျွန်တော်တို့ဒီပြည်သူတွေတော်လိုင်းကိုစဉ်းစားမဲ့ထောက်ပံ့နေတဲ့ပြည်သူတွေကိုကျွန်တော်ထောက်ဖို့ပြည်သူလို့ကျွန်တော်မသုံးလုံးကျင်ပါဘူးဒီမှာဗာလဲဆိုတော့ဒါအဝေးရောက်ကျွန်တော်တို့ရဲ့တော်လိုင်းရဲဘော်တွေလို့ကျွန်တော်ဒီနေရာမှာသုံးလုံးကျင်တယ်နော်ကျွန်တော်တို့ထောက်ပံ့နေတဲ့ထောက်ပံ့နေတဲ့ပြည်သူတွေကကျွန်တော်တို့လိုဒီကျွန်တော်တို့ရဲဘော်တွေလိုရှေ့တန်းမှာရန်သူနဲ့ရင်ဆိုင်ပြီးတော့ပြစ်နိုင်ခတ်နိုင်ကျွန်တော်တို့ရင်ဆိုင်နိုင်တဲ့အနေအထားမရှိပေမဲ့သူတို့ကြားရအခန်းကဏ္ဍတွေပါဝင်ပြီးတော်လှန်နေကြတဲ့အဝေးရောက်တော်လှန်ရေးရဲဘော်တွေပေါ့ဗျာနော်အဲ့တော့ဒီကျွန်တော်တို့အဝေးရောက်တော်လှန်ရေးရဲဘော်တွေရဲ့အားကကျွန်တော်တို့ရှေ့မှာရန်သူနဲ့ရင်ဆိုင်ပြီးပြစ်နေရတဲ့ရင်ဆိုင်နေရတဲ့ကျွန်တော်တို့ဒီရဲဘော်တွေရဲ့အားလည်းဖြစ်တာပေါ့အဲ့တော့ကျွန်တော်တို့ရှေ့မှာကျွန်တော်တို့လုံနိုင်ကန်နိုင်တဲ့စွမ်းဆောင်ရည်တွေမိမြပင်ရှိပါသေးကျွန်တော်နောက်ကနေပြီးပံပိုးနိုင်တဲ့အားမရှိရင်ကျွန်တော်တို့ရှေ့ဆက်လို့မရပါဘူးကျွန်တော်အများအားအဲ့တော်လိုင်းပြီးမှဆိုရင်မိကုံကိုကျွန်တော်ဖြေခဲ့တယ်ဘာဖြေခဲ့လဲဆိုတော့တော်လိုင်းဘယ်တော့ပြီးမလဲဟုတ်တယ်တော်လိုင်းကျွန်တော်တို့ဒီတော်လိုင်းကပြီးဆုံးမဲ့တော်လိုင်းနော်မပြီးနိုင်တဲ့တော်လိုင်းမဟုတ်ဘူးကျွန်တော်ပြီးဆုံးမဲ့တော်လိုင်းလက်ရှိအခြေအနေအရာကိုကျွန်တော်တို့ဒီတနေရာတဲ့တကွက်ထဲကိုသိမြင်တဲ့ဒီနေရာကောက်ွက်လေးကိုပဲမကြည့်ပါနဲ့ကျွန်တော်တနိုင်ငံလုံးအတိုင်းအတာနဲ့ကျွန်တော်တို့ဒီမှာကြည့်ပါကျွန်တော်လက်ရှိတော်လိုင်းကြီးကိုเนาะကျွန်တော်တို့ဒီတနိုင်ငံလုံးအတိုင်းအတာကဏ္ဍစုံမှာကျွန်တော်တို့တော်လိုင်းကြီးကအားကောင်းတဲ့အနေအထားမှာရှိနေတယ်ကျွန်တော်တို့ရဲ့ဒီတော်လိုင်းရဲ့အတူရှင်တွဲပြီးတော့ဘေးထွက်ဆိုးကျိုးတွေကတော့ကျွန်တော်တို့အများကြီးရှိနေတာပေါ့လေကျွန်တော်ဒါလည်းဒီတနိုင်ငံလုံးရဲ့တော်လိုင်းကြီးဆိုတော့လူမျိုးစုံပါဝင်တာပေါ့လူမျိုးစုံပါဝင်တာဆိုတော့ကျွန်တော်ဘေးထွက်ဆိုးကျိုးတွေကရှိမှာပဲဒီဘေးထွက်ဆိုးကျိုးတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ဘာမှစိတ်ပြတ်စရာအကြောင်းမရှိဘူးလက်ရှိကျွန်တော်တို့မြေပြင်အခြေအနေမှာဆိုရင်ဦးလိသက်တို့လည်းဒီအတိုင်းနာတစ်ခုတောက်လျှောက်ရှိခဲ့တဲ့သူတွေအမေအောင်လို့ဆိုလည်းအခုကျွန်တော်တို့ရွှေ့ရပြောင်းနေတာရောက်ခဲ့တဲ့သူတွေပေါ့လေ sorry ရောက်ခဲ့တဲ့သူတွေဆိုတော့မြေပြင်အတိုင်းတာတော့ကျွန်တော်တို့ဒီတော်လိုင်းအင်အားစုတွေနဲ့ခိုင်ခိုင်မာမာအားကောင်းကောင်းနဲ့ကျွန်တော်ဖြန့်ကျက်ပြီးတော့တော်လန်နိုင်တဲ့အခြေအနေဖြစ်နေတာပေါ့ကျွန်တော်တို့မှာဒီအားနေတာကဘာရှိမလဲဆိုတော့ဒီတစ်ဖက်ကရန်သူစစ်ကောင်စီဟာဒီတိုင်းပြည်ရဲ့တရားသာတာအပုံကြီးကိုသူကခွာထိုင်ပြီးတော့အသုံးပြုရတယ်ကျွန်တော်တို့ဒီတော်လန်ပြည်သူတွေရဲ့တန်ဖိုးမှုနဲ့ကျွန်တော်တို့တော်လန်ရတယ်ကျွန်တော်တို့ဒီပြည်သူတွေကပြည်သူသားတွေဖြစ်တယ်ပြည်သူသားတွေတော်လန်ရေးလုပ်ငန်းဖြစ်တဲ့အတွက်ကိုကျွန်တော်တို့မိဘပြည်သူတွေစီကနေပြီးတော့ပံ့ပိုးမှုတွေအခြေခံပြီးကျွန်တော်တို့တော်လန်ရေးရှိဆက်ကြတယ်အဲ့တော့အဲ့နှစ်ခုမှာအထောက်ပံ့ကတော့မတူဘူးပေါ့လေအဲ့တော့ဒီကျွန်တော်တို့မှလိုအပ်နေတာဒီကျွန်တော်တို့အဝေးရောက်တော်လန်ရေးရဲဘော်တွေရဲ့ပံ့ပိုးမှုเนาะအဲ့ဒါပဲလိုအပ်တယ်အဲ့တော့ကျွန်တော်မှလုံလောက်တဲ့ကျွန်တော်တို့ဒီ
လုံလောက်တဲ့ခဲယမ်းတွေနော်လက်နက်တောင်မဟုတ်တော့ဘူးလက်ရှိအခြေအနေမှာလုံလောက်တဲ့ခဲယမ်းတွေအထောက်ပံ့အခြေအနေရှိရင်ကျွန်တော်တို့တော်လိုင်းကြီးကနေချင်းညချင်းလည်းပြီးသွားနိုင်တယ်တော်လိုင်းကြီးဘယ်တော့ပြီးမလဲမေးရင်ကျွန်တော်အမြဲတမ်းဖြေနေကြစကားကဘာလဲဆိုတော့လေဦးလေးတဲ့ကြီးတော်လိုင်းကြီးကမဟုတ်ဘူးကျွန်တော်တို့လူတာအဲ့ဒါမဟုတ်တော့ဘူးကျွန်တော်အဆင့်တစ်ဆင့်ကိုရောက်သွားပြီရဲဘော်တွေနဲတယ်များတယ်မဟုတ်တော့ဘူးလက်ရှိကျွန်တော်တို့ရှိနေတဲ့တော်လိုင်းကြီးအင်အားစုကစစ်ကောင်စီကိုအချိန်မီပြိုလဲသွားအောင်တိုက်နိုင်တဲ့အခြေအနေရှိနေပြီကျွန်တော်တို့အဲ့တော့ကျွန်တော်တို့အတွက်လိုအပ်တာပံ့ပိုးမှုပဲကျွန်တော်မှလုံလောက်တဲ့ပံ့ပိုးမှုကိုရရှိတာနဲ့တပြိုင်နက်ဒီစစ်ကောင်စီကိုကျွန်တော်နေချင်းညချင်းကျွန်တော်တို့လေဖြူလဲပလိုက်လို့ရတယ်အဲ့တော့တော်လိုင်းနေချင်းညချင်းပြီးတယ်တော်လိုင်းဘယ်နည်းပြီးမလဲမေးရင်ကျွန်တော်တော်လိုင်းနေချင်းညချင်းပြီးနိုင်တယ်အဲ့တော့ဒါဘယ်နည်းလဲဆိုတော့မမေးနဲ့ကျွန်တော်တို့မှလုံလောက်တဲ့ပံ့ပိုးမှုတွေအထိုက်လျောက်ရရှိတဲ့နေ့ကတော့ကျွန်တော်တို့တော်လိုင်းနေချင်းညချင်းပြီးနိုင်တာပေါ့လေအဲ့တော့ကျွန်တော်ဒီဘက်မှာဒီနာမည်ကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ထိပ်သီးခေါင်းဆောင်တယောက်နဲ့ကျွန်တော်စကားပြောပြတော့ဘာလဲဆိုတော့ဆရာဝဲရေးတယ်ဘာလဲဒီတော်လိုင်းချင်းနေပြီးတော့ကျွန်တော်မှဒီလိုအထောက်ပံ့လေးတွေအခက်ခဲဖြစ်တဲ့အကြောင်းလေးတွေကျွန်တော်ပြောပြတာပေါ့လေအဲ့တော့ဒီတချို့ချင်းတွေမှာကျွန်တော်တို့ရုန်းကန်ရတဲ့ဟာလေးကိုကျွန်တော်ပြောပြတာပေါ့အဲ့တော့သူတို့ကလည်းသူတို့ခေတ်ဖြတ်သန်းမှုကိုပြောပြတာပေါ့လေသူတို့ခေတ်ဖြတ်သန်းမှုတွေစတင်တည်ရှိလာတဲ့အခြေအနေမှာကျွန်တော်တို့လိုအခြေအနေမျိုးတော့မဟုတ်ဘူးပေါ့နောက်တစ်ခါကျွန်တော်တို့ထပ်ပို့ပြီးခတ်ခဲတယ်ပေါ့လေကျွန်တော်တို့ကဒါပြည်သူတရလုံးပါဝင်တဲ့အားပေးထောက်ခံတဲ့နိုင်ငံတကာအတိုင်းအဝိုင်းတွေကလည်းကျွန်တော်တို့တော့မဝင်းရတဲ့နိုင်ငံကြီးကလည်းအားကောင်းမောင်းတန်ရှိတဲ့တော်လှန်ရေးအဲ့တော့ဒီလိုတော်လှန်ရေးမှမအောင်မြင်ဘယ်တော်လှန်ရေးမှမအောင်မြင်နိုင်ဘူးတဲ့နောက်ဘာပြောလဲဆိုတော့ကျွန်တော်တို့ခေတ်ဒီမှာဒီခုခေတ်လိုစစ်ကောင်စီရဲ့ဒီ view ဟာတွေတက်ရင်တွေကိုသိမ့်ပိုက်ဖို့မပြောနဲ့စကန်တစ်ခုကိုသိမ့်ဖို့တော့ကျွန်တော်တို့မလွယ်ဘူးတဲ့ဒီနေ့ခေတ်မှာကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကခဲယမ်းပြည်စုံတာနဲ့တပြိုင်နက်တည်းဘယ်စကန်သိမ့်တိုက်လို့ရတဲ့အခြေအနေရှိနေတာတဲ့ခင်ဗျားတို့မှာဒီခဲယမ်းတွေပြည်စုံရင်ဒီမှာဒီဟောပေါ့လေကျွန်တော်ဘယ်တက်ရင်ကိုတိုက်မလဲဘယ် view ဟာကိုတိုက်မလဲဘယ်စစ်ဌာနကြောင့်တိုင်းစစ်ဌာနချုပ်တူတိုက်မလဲခင်ဗျားတို့အချိန်မွေးအောင်နိုင်နေတာတဲ့အဲ့တော့ခင်ဗျားတို့စိတ်တက်မကြနဲ့တဲ့ခင်ဗျားတို့တော်လိုင်းရေးရတဲ့အချိန်မီးပြီးသွားနိုင်တဲ့တော်လိုင်းရေးတဲ့ဒါတော့ဒီနှစ်4560ဒီစစ်အာဏာရှင်ကိုရင်ဆိုင်တိုက်ပွဲဝင်ခဲ့တဲ့ဒီကျွန်တော်ဝါရင်တော်လိုင်းခေါင်းဆောင်ကြောက်ကနေပြီးတော့ဒါကျွန်တော်ပြောပြတဲ့ဟာပေါ့လေသူပြောတဲ့ဟာတွေလည်းလက်တွေ့ကြပါတယ်ကျွန်တော်တို့ကကျွန်တော်ရှိတဲ့အခက်ခဲလေးတွေကိုကျွန်တော်ပြောပြရင်းနဲ့အဲ့လိုပြောပြဆိုပြတာပေါ့လေအဲ့တော့ကျွန်တော်ဒီနေ့မိဘပြည်သူတွေကိုကျွန်တော်ကဒီနေရာကနေပြီးတော့လေပြောပြချင်တာကျွန်တော်တို့တော်လိုင်းရေးကပြီးဆုံးသွားမဲ့တော်လိုင်းရေးဒီတခြားဘေးထွက်ဆိုးကျိုးတွေဘာအကြောင်းနဲ့မှကျွန်တော်တို့စိတ်တက်ကြတဲ့အကြောင်းမရှိဘူးဆိုတော့ဒီတော်လိုင်းရဲ့တနိုင်ငံလုံးပါဝင်တဲ့တော်လိုင်းကြီးလူပေါင်းစုံပါဝင်တဲ့တော်လိုင်းကြီးဖြစ်တဲ့ကိုဘေးထွက်ဆိုးကျိုးတွေကတော့ရှိနေမှာပဲအဲ့တော့တေးကြတယ်ကျွန်တော်ဒီတော်လိုင်းရဲ့ပြီးဆုံးသွားမဲ့တော်လိုင်းကြီးဖြစ်တယ်ဒီတော်လိုင်းကြီးပြီးဆုံးသွားဖို့ကျွန်တော်လူနေတာကကျွန်တော်တို့အဝေးရောက်ရဲဘော်တွေဘာအကြောင်းနဲ့မှစိတ်တက်မကြပါနဲ့မိမိတောင်းဝင်မိမိကြေအောင်ရှင်းပါလေဦးလေးသက်တို့အမေအောင်ပြောရတယ်အဲ့လိုပြောသွားသလိုပဲမိမိတောင်းဝင်မိမိကြေပြွန်အောင်မိမိတို့အဝေးကနေပါဝင်နိုင်တဲ့ပံ့ပိုးမှုတွေကိုဆက်လက်ပါဝင်ပေးကြပါအဲ့ဒီအားတွေနဲ့ကျွန်တော်တို့ရှေ့ဆက်မယ်အဲ့ဒီအားရည်နဲ့ပဲကျွန်တော်တို့ဒီတော်လိုင်းပြီးဆုံးအောင်သွားမယ်ကျွန်တော်တို့ရဲဘော်တွေမှာကျွန်တော်ရဲဘော်တွေမှာဆိုရင်ဘာရှိလဲဆိုတော့ကျွန်တော်ရဲဘော်တွေစိတ်တက်ကြမနေကြဘူးလှုပ်ရှားရှိတဲ့အလုပ်ကိုနေ့စဉ်လုပ်တယ်ကျွန်တော်ရဲဘော်တွေမှာအောင်စိတ်တွေရှိနေတယ်သူတို့နေတိုင်းကျွန်တော်တို့မြေပြင်မှာမြင်နေရတာကငါတို့ဒီထက်အလုပ်လုပ်ရင်တော်လိုင်းပြီးသွားနိုင်ပဲငါတို့ဒီထက်အလုပ်လုပ်ရင်တော်လိုင်းပြီးသွားကျွန်တော်တော်လိုင်းပြီးသွားမယ်အခင်းချင်းတွေကိုကျွန်တော်မြင်နေရတယ်ကျွန်တော်ရဲဘော်တွေမှာအဲ့တော့ကျွန်တော်မြေပြင်ကရဲဘော်တွေစိတ်တက်ကြမနေဘူးကျွန်တော်တို့ရဲဘော်တွေကျွန်တော်အခက်ခဲတွေတော့ကြုံတယ်ကျွန်တော်အများကြီးခက်ခဲတယ်ဒါပေမဲ့အဲ့ဒါကြီးကြောင့်ကျွန်တော်စိတ်တက်ကြနေရမဟုတ်ဘူးရဲဘော်တွေမှာရဲဘော်တယောက်ချင်းစီတိုင်းမှာကျွန်တော်တို့အောင်စိတ်တွေရှိနေတယ်ကျွန်တော်တို့ရဲဘော်တွေမှာအဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော်လက်တွေ့ကြမြင်နေရလို့အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီတော်လန်မိဘပြည်သူတွေကျွန်တော်တို့အဝေးရောက်တော်လန်ရဲဘော်တွေစိတ်တက်ကြကြဘာအကြောင်းမှကျွန်တော်မရှိဘူးတကယ်လို့စိတ်တက်ကြတယ်ဆိုရင်လည်းအဲ့ကြတဲ့စိတ်တက်တွေကိုခဏနားယူပြီးတော့ဘေးဖယ်လိုက်ပါကျွန်တော်တော်လန်ကြီးရရှေ့မှာဒီပြီးဆုံးအောင်မြင်မဲ့အခင်းချင်းတွေကိုကျွန်တော်မြေပြင်မှာအမှန်တကယ်ကိုမြင်နေရတယ်ရှိနေတယ်ဒါပေမဲ့ကိစ္စတိုင်းကိုကျွန်တော်မြေပြင်ကရဲဘော်တွေကဒီသတင်းဌာနတွေ public တွေ media တွေမှာထုတ်ပြမှာတော့မဟုတ်ဘူးဒါမဲ့သေးကြတယ်ကျွန်တော်တို့တော်လန်ကြီးပြီးဆုံးသွားမဲ့တော်လန်ကြီးဖြစ်တယ်အဲ့တော့တော်လန်ပြည်သူတွေမိသည့်အကြောင်းနဲ့မှစိတ်တက်မချပါနဲ့ကိုလုံနိုင်တဲ့အခန်းကဏ္ဍကိုပြည်ပြင်းအောင်တာကျွန်တော်လုပ်ကြပါအဲ့တော့မြေပြင်ကတော်လိုင်းရဲဘော်တွေကျွန်တော်အားလုံးရှေ့မှာရဲဘော်စုသူပြောသွားသလိုပဲကျွန်တော်ကိုတောင်ဝင်ကိုကြေကြတယ်ကြေအောင်ကျွန်တော်လုပ်နေကြတယ်ဦးလီသက်တို့အမေအောင်တို့လည်းအဲ့လိုပဲကိုတောင်ဝင်ကိုကြေအောင်လုပ်နေကြတယ်အဲ့တော့ကိုလုံနိုင်တာလုပ်ပြီးကိုတောင်ဝင်ကိုကြေအောင်ပါချိုးသွားပြီးယူဆိုင်ပြီးလုပ်ပေးကြပါကျွန်တော်တော်လိုင်းကြီးဒီစီးရီးယားလို220ကြာချင်မှကြာမယ်တခြားတခြားသောတော်လိုင်းကြီးကဲ့သို့เนาะအဲ့လိုကျွန်တော်နှစ်အကြာကြီးကြာချင်မှကြာလိမ့်မယ်နေချင်းညာချင်းပြီးသွားနိုင်တဲ့အခင်းချင်းဖြစ်တယ်နိုင်ငံတကာမှာရှိတဲ့မြည်သည့်တော်လိုင်းအခင်းချင်းထဲမှာမတူတဲ့တော်လိုင်းကြီးဖြစ်တယ်ဒီຫນွေဦးတော်လိုင်းကြီးဟာ
အဲ့တော့ကျွန်တော်အမှန်တကယ်ပြီးဆုံးမဲ့တော်လိုင်းကြီးကျွန်တော်တို့ရှေ့မှာလမ်းကိုမြင်နေရတယ်အောင်မြင်မှုပန်းတိုင်ကိုမြင်နေရတယ်အဲ့တော့ဒီဟာတွေကိုရောက်အောင်သွားဖို့တက်ကိုမိဘပြည်သူတွေနဲ့ဒီပံ့ပိုးနိုင်တဲ့ဘက်ကနေပံ့ပိုးကြပါကူညီနိုင်တဲ့ဘက်ကနေကူညီကြပါကျွန်တော်တို့ကဒီပြည်သူကမွေးတယ်ပြည်သူသားတွေဖြစ်တယ်အဲ့တော့ပြည်သူကမွေးတဲ့ပြည်သူသားတွေဖြစ်တဲ့အတွက်ကိုကျွန်တော်တို့တော်လန်နေတာကျွန်တော်တို့အတွက်မဟုတ်ပါဘူးကျွန်တော်တို့ပြည်သူလူထုတရက်လုံးအတွက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တရားမြတ်တာပြီးတော့ကျွန်တော်တို့ဒီလွတ်လပ်တဲ့မြေကိုကျွန်တော်တို့တလက်မချင်းကျွန်တော်ရဲဘော်တွေရဲ့အသက်သွေးချွေးတွေကျွန်တော်တို့ရင်းနှီးပြီးတော့ကျွန်တော်တို့မိဘပြည်သူတွေအားလုံးเนาะဒီမြေကိုကျွန်တော်တို့เนาะပြန်ရဖို့ဒီအခွင့်အရေးတွေကိုပြန်ရဖို့ကျွန်တော်တို့မြေပြင်မှာဆင်ဆက်မပြတ်ကျွန်တော်တို့တာဝန်ကျွန်တော်တို့ကြည်အောင်စူးစမ်းဆောင်ရွက်နေပါတယ်လို့ဒါလေးကိုလည်းကျွန်တော်အသိပေးခြင်းပါတယ်ဟုတ်ကဲ့ပါဦးလေးသက်ကြီးကျေးဇူးတင်ပါတယ်ဟုတ် ဟုတ်ကဲ့ပါအခုကျွန်တော်တို့အမေအောင်ပေါ့နော်အမေအောင်ရှိနေသေးတယ်နော်တူတယ်နော်အမေအောင်ကြီးဒီ Southern Eagle အတွက်ထပ်မံပြီးတော့အားဖြည့်ဝင်ရစကားလေးပြောပေးဖို့ဖိတ်ခေါ်ကြပါတယ်မေအောင် စောက်တန်းဤခဲ့အတွက်မှမဟုတ်ပါဘူးကျွန်တော်တို့ကတရင်တက်ဖွဲ့ရေဘော်တွေရှိတဲ့တရင်တက်ဖွဲ့တိုင်းတွေအမြဲတမ်းကအပေးစကားဆိုတာတဲ့ကိုခွန်အားတွေအပြန်အလှန်ယူရတယ်ကိုရီရှိမှရှိတဲ့ခွန်အားတွေသူတို့ကိုပေးရတယ်ရေဘော်တယောက်ချင်းဒီတိုင်းမှာရှိတဲ့ခွန်အားတွေကိုယူပြီးမှပဲရှေ့ဆက်ရပါတယ်အဲ့တော့ကိုရီမှာခွန်အားတွေအရန်ကြီးနေတာမျိုးမဟုတ်ပါဘူးကိုရီရဲ့ခွန်အားတွေတန်မာကောင်းတန်မာပါလိမ့်မယ်ဒီတန်မာမှုတွေအကုန်လုံးကတရင်တက်ဖွဲ့တိုင်းမှာရှိနေတဲ့ရဲဘော်တယောက်ချင်းစီကနေပြီးတော့မှကျွန်တော်တို့ရရှိထားတာဖြစ်ပါတယ်လို့ဟုတ်တယ်ဒါလေးကိုတော့ရဲဘော်တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်နေဆိုနေတော့ဒီနေရာနေပြီးတော့မှမှတ်မရရပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ရဲဘော်တွေကတိတ်ပြီးတော့မှတန်မာတာလीနော်မိဘရဲ့အိမ်မှာနေချင်းတလို့နေထိုင်ခဲ့ကြတဲ့လူငယ်လူရွယ်တွေဖြစ်တယ်စားချင်တယ်လို့စားပြီးတော့မှနောက်ဆုံးမပြေလေတဲ့မိဘကတော့မှပဲဒီသားလေးအတွက်ဒီသမီးလေးအတွက်ဆိုလို့ရှိရင်မရရတာကိုရှာချန်ပြီးတော့မှဖြည့်ဆည်းပေးတဲ့မိဘတွေကနေပြီးတော့မှဆင်းသက်လာတဲ့သားသမီးတွေဖြစ်တယ်ဒါတွေကချမ်းသာတဲ့မိဘပဲဖြစ်ဖြစ်ပြေလေတဲ့မိဘပဲဖြစ်ဖြစ်အစင်မပြေတဲ့မိဘပဲဖြစ်ဖြစ်မချမ်းသာတဲ့မိဘပဲဖြစ်ဖြစ်သားသမီးတိုင်းပေါ်ကိုဒီလိုစိတ်မျိုးတွေပဲရှိတယ်ဆိုတာတော့အားလုံးလေးသိပြီးသားဖြစ်ပါလိမ့်မယ်ဒါကြောင့်မလို့ရဲဘော်တယောက်ချင်းတည်းကအခုချိန်မှာဆိုလို့ရှိရင်ຫນွေလဲຫນွေမိုးလို့မိုးလဲမိုးမိုးလို့စောင်းလဲစောင်းမိုးလို့เนาะအဲ့တော့ယာတီဦးထုရဲ့တဘာဝပတ်ဝန်းကျင်ရဲ့ပေးလာတဲ့အခက်အခဲအမျိုးမျိုးတွေအချက်တဲ့အမျိုးမျိုးတွေကိုအန်တုပြီးတော့မှတနေ့မှာဆိုလို့ရှိရင်သူတို့ဖြတ်တန်းရတဲ့အခက်အခဲတွေကအများကြီးပဲရှိတယ်ဒါတွေကိုကျွန်တော်တို့ကသူတို့နဲ့နီးနီးကက်ကက်ရှိတဲ့အတွက်မြင်တွေ့ခွင့်ရတယ်သိခွင့်ရတယ်ဒါကြောင့်မလို့ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ကသူတို့ကိုချင်းစာခွင့်နေရတယ်ကိုချင်းစာတာထက်ကိုနောက်တစ်ဆင့်ဘာပူလာတာလဲဆိုတော့ငါသာဆိုရင်ငါတူတွေဆိုရင်ကိုရီးယားတော့သားသမီးမရှိဘူးလေအဲ့တော့ကိုတူတွေဒါဆိုရင်ကိုတူမလေးတွေဒါဆိုရင်အတွေးမျိုးတွေနဲ့ကျွန်တော်တို့မှခံစားရတယ်လीနော်အဲ့တော့တချို့တရင်တက်မှာရှိတဲ့ရဲဘော်တွေဆိုနေထိုင်မကောင်းတာလေးကိုပဲကျွန်တော်ပြောပြမယ်နော်အဲ့တော့နောက်လိုမျိုးခြေလောက်တွေလက်တွေစွန့်သွားရတဲ့ရဲဘော်တွေမျက်လုံးတွေစွန့်သွားရတဲ့ရဲဘော်တွေကိုကျွန်တော်တို့မပြောသေးဘူးတရင်တက်ဖွဲ့မှာနေထိုင်မကောင်းဘူးဆိုရင်တောင်မှပဲတရင်တက်ဖွဲ့ကတော့ပြည့်စုံတဲ့ facility အပြည့်ပေါ့နော်စေကူတာပြီးတဲ့ဟာကတော့တရင်တက်ဖွဲ့တိုင်းမှာအပြည့်စုံဒါတွေကရှိတဲ့ဟာတွေနဲ့တော့ပြည့်စုံအောင်လို့ဒါစေကူတာပြီးကြတယ်ဒါပေမဲ့နေမကောင်းလို့ရှိရင်အသက်80ပဲဖြစ်ဖြစ်အသက်80ပဲဖြစ်ဖြစ်နော်ကိုမိဘတွေဒါရှိမယ်ဆိုရင်ကိုမိဘတွေဒါဒီဝယ်ရှိသေးတယ်ဆိုလို့ရှိရင်သားသမီးငငယ်လေးတွေလိုမျိုးချွေပြီးတော့မှပဲကျင်နာပိုက်ထွေးပြီးတော့မှယူရပြီးတော့မှခံကျင်ကြတာနေမကောင်းတဲ့အချိန်မှာဒါကလေးလူတိုင်းပဲဒီလိုအခြေအနေမျိုးကိုကြုံမှုကြလိမ့်မယ်လူတိုင်းလည်းကိုချင်းစာမှုကြလိမ့်မယ်ဖြစ်တယ်ဗမာလည်းသူတို့မှာနှွေထွေးမှုတွေစာနာမှုတွေတိုင်ရင်တစ်ပွဲကတော့ရှိမှာပဲရဲဘော်ရဲပဲစိတ်နဲ့စက်သားလေးကြော်ပေးလိုက်တာမျိုးစံပြိုလေးပြုတ်ပေးလိုက်တာမျိုးရှိလိမ့်မယ်လीနော်အဲ့တော့တိုက်ရဲ့စီမင်းစီကန်းအတိုင်းသာသွားကြတာဖြစ်တယ်လीဆိုတော့ခုနလိုသူတို့မှာမအေးအဖေမမကြီးကိုကြီးဆိုပြီးတော့မှချွေးခွင့်ရတဲ့သူတွေတယောက်မှမရှိဘဲနဲ့ကိုယ့်ရဲ့ကျမ်းမာရေးကိုကိုယ်တိုင်စောင့်ရှောက်ပြီးတော့မှပဲကိုယ်တိုင်အားပြည့်ယူနေရတဲ့အခြေအနေမျိုးဖြစ်တယ်ဒါလေးကတော့မြင်အောင်ပြောပြပေးတာเนาะအဲ့တော့ဒီလိုအခြေအနေမျိုးမှာသူတို့တွေကိုယ်ပိုင်ရက်တည်မှုတွေနဲ့ရက်တည်လာရတယ်လीနော်အဲ့တော့ကျန်တဲ့အကူအညီထောက်ပံ့တွေရာကောင်းရလိမ့်မယ်ဒါပေမဲ့ရဲဘော်အားလုံးကများသောအားဖြင့်ကတော့တရင်တပွဲကချမှတ်ထားတဲ့စီမင်းစီကန်းတွေကြောင့်သူတို့မှာရဲဘော်ဆိုတဲ့တန်ဖိုးတက်ကိုပို့တဲ့အခွင့်အရေးတွေဘာမှရှိမနေဘူး
နော်အဲ့တော့ချွင်းချက်အနေနဲ့တချို့ရှိကောင်းရှိပါလိမ့်မယ်ဒါတွေကျွန်တော်တို့ထည့်မပြောဘူးနော်အဲ့တော့စီးနဲ့ကန်းတဲ့တရင်တက်ဖွဲကနေပြီးတော့မှ COC အောက်မှာရှိနေတဲ့တရင်တက်ဖွဲအမိန့်ကိုနာကင်းတဲ့ရဲဘော်တယောက်အနေနဲ့ကြတော့ကိုယ်ပိုင်ဆက်လက်တောက်ချင်တာလေးကမှအစအချိုရည်လေးတောက်ချင်တာလေးကမှအစကိုပဲထိန်းချောင်းတက်မှတ်ပြီးတော့မှပဲသူတို့တွေဒီလိုအချိန်ထိနော်9နှစ်ကျော်6နှစ်ထဲဝင်လာတဲ့အချိန်ထိကိုကြံ့ခိုင်ပြီးတော့မှပဲသူတို့တွေနေသားချအောင်လို့ဖြစ်တဲ့အခြေအနေရှိတဲ့ဒီအဆင်ပြေမှုလေးတွေနဲ့ပဲသူတို့တွေဖန်တီးသွားကြတဲ့ဟာတွေကဒါကျွန်တော်တို့အတွက်များစွာသင်ခန်းစာတွေရတယ်လို့သူတို့ရှာပြန်ရတဲ့ခွန်အားတွေဖြစ်တယ်နော်ဒါကြောင့်မလို့ရဲဘော်တွေကစောက်တန်းအီကဲမှမဟုတ်ပါဘူးဘယ်တရင်တက်ဖွဲ့မှာပဲဖြစ်တူတယောက်ချင်းအဖွဲလိုက်ခင်းလိုက်ကြီးကအရန်ပြည့်စုံပြီးတော့မှပိုရှန်နေတဲ့သူတွေရဲ့လို့လုံးဝမရှိပါဘူးအဲ့တော့ကျွန်တော်တို့ပြောချင်တာကတော့ကျွန်တော်တို့ပြည့်စုံလုံလောက်တဲ့ရဲဘော်တွေဖြစ်ဖို့အတွက်ပြည့်စုံလုံလောက်တဲ့တပ်ရင်းတွေဖြစ်ဖို့အတွက်ကျွန်တော်တို့တွေအများကြီးမမျှော်လင့်ပါဘူးခုနအရှိမကိုဝဲတို့ဒီရဲဘော်ကိုစစ်သူတို့ပြောသွားတဲ့အတိုင်းပါပဲကျွန်တော်တို့တွေစစ်တိုက်ဖို့အတွက်စစ်သွားတိုက်တဲ့အခါမှာလုံခြုံဖို့အတွက်ကျွန်တော်တို့ခွန်အားတွေရှိဖို့အတွက်အာဟာရတွေပြည့်စုံနေဖို့အတွက်အဲ့တော့နေထိုင်မကောင်းဖြစ်လာတဲ့ထိခိုက်ဒဏ်ရာရလာလို့ရှိရင်ကုသအချိန်မီကုသပေးနိုင်ဖို့အတွက်စေဝါးတွေဒါမျိုးလေးတွေပေါ့အဲ့တော့လိုအပ်ချက်လေးတွေကိုနည်းနည်းစီပဲဖြည့်ပေးနေခြင်းကိုကြည်နေပါပြီလို့เนาะအဲ့တော့ပြည့်စုံအောင်လို့ဖြည့်ပေးကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအတိုင်းတဲ့အလွန်ပေါ့ဒီကနေထိုင်ပြီးတော့မှဖိမှုမောင်းထောင်ပြီးတော့ဦးသုံးချိန်ချတင်လဲချရမှာပေါ့เนาะအဲ့တော့ပြည့်စုံအောင်လို့ဖြည့်ဆည်းပေးမယ်ဆိုလို့ရှိရင်တော့အတိုင်းတဲ့အလွန်ပေါ့နော်အဲ့တော့ပြည့်စုံအောင်လို့ဖြည့်ဆည်းပေးပါလို့တောင်းဆိုတာမဟုတ်ပါဘူးကျွန်တော်တို့ကအဲ့တော့ဒီလိုအပ်ချက်လေးတွေစေးလိုအပ်ချက်လေးတွေစားနေခါလိုအပ်ချက်လေးတွေကျွန်တော်တို့အရှိမသွားတဲ့အခါမျိုးမှာလမ်းပန်းဆက်သွယ်ရေးအတွက်ကျွန်တော်တို့ကားစီဘိုးလေးတွေကားပြင်စရိတ်လေးတွေမျိုးစုံသောအကြောင်းပြချက်လေးတွေကိုအနေချင်းလေးတွေကိုပဲဒီတတ်မှတ်ထားတဲ့ဒီသိန်းထောင်ဆိုတာပြည့်သွားပြီဆိုရင်ကိုကြည်နေပါပြီလို့သိန်းတစ်ထောင်နဲ့ဘယ်တန်ရင်တက်ဖွင့်မှာမှပြည့်စုံလုံလောက်သွားတဲ့အခြေအနေမျိုးဖြစ်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီလောက်လေးရပြီဆိုရင်ကျွန်တော်တို့စေကူတာစိတ်ကလေးကိုကျွန်တော်တို့နည်းနည်းဖယ်လို့ရပါပြီစားနေရေးခါတွေအတွက်ကျွန်တော်တို့ဒါဖယ်လို့ရပါပြီကားစီဘိုးတွေကားပြင်တဲ့စိတ်တရားမှစဒီတဲကသွားပြီးတော့မှဒါပြင်ဆင်လို့ရတဲ့အနေဒါမျိုးရှိရဆိုဒီလောက်လေးအခြေအနေမျိုးလေးရရင်ကိုကျင့်နေပါပြီဆိုတော့သိန်းထောင်ဆိုတာကျွန်တော်တို့ခုနလိုပြည်သူတွေအများကြီးပဲဒီ like တွေကိုကြည့်နေတဲ့သူတွေเนาะဆိုလို့ရှိရင်အနေဆုံးတယောက်ကို1000စီပဲပါဝင်ပါအောင်သိန်းထောင်ဆိုတာနည်းနည်းလေးပါအမောင်လေးကလူတွေကသိန်းထောင်လို့ပြောလိုက်တဲ့အတွက်ဒါသိန်းကိုထောင်နဲ့ချီပြီးပြောတဲ့လူတွေကများတယ်လို့ထင်ရတာလေကျွန်တော်တို့တော်လန်ပြည်သူတွေကပြည်တွင်းမှာလွတ်မြောက်နေမြေတွေမှာဒုတိယနိုင်ငံတွေမှာတတိယနိုင်ငံတွေမှာလူပေါင်းတွေတန်းချီပြီးတော့ရှိတဲ့အနေအထားမှာတိုက်လျှောက်ကိုအနည်းဆုံး1000စီပဲသွားပြီးတော့မှခုပါဒီသိန်းတစ်ထောင်ဆိုတာကျွန်တော်တို့တနာရီတွင်းမှာလည်းပြည့်နိုင်တဲ့အခြေအနေလေးပါလို့เนาะဒါကြောင့်မလို့ကျွန်တော်တို့ပြောပြတာကတိုက်ရင်တက်ဖွဲ့ကိုဓာတ်ရိုက်သွားပါ Southern Eagle PTS ဆိုတဲ့ပေကိုဓာတ်ရိုက်သွားပြီးတော့မှဓာတ်ရိုက်လေးပူပေးပါအဲ့တော့တခြားခုနလိုမျိုးစိတ်ချရတယ်ယုံကြည်ရတယ်စောက်တန်းကြီးကင်းနဲ့တူတူတွဲမြင်ရတဲ့သူတွေရှိမှကုချင်တယ်ဆိုလို့ရှိရင်လေတွားပြီးတော့မှမေးပါပြောပါဒီကတော့ကျွန်တော်ရှိမှလာပြီးတော့မှဒါလေးကတော့စောက်တန်းကြီးကဲအတွက်ပါဆိုရင်လာပြောရင်တော့ကျွန်တော်တို့ကကိုစီသူရေကိုဖိုးစုရေဆိုဓာတ်ရိုက်ချိတ်ပြီးတော့မှကျွန်တော်တို့မှတ်တမ်းရတဲ့ทีတာဝန်ယူပေးနိုင်ပါတယ်လို့เนาะအဲ့တော့တိုင်ရင်တက်ဖွဲ့ကိုဓာတ်ရိုက်သွားပါတိုင်ရင်တက်ဖွဲ့ကိုဓာတ်ရိုက်သွားခြင်းအဖြစ်ရဲဘော်တွေရဲ့ပေါင်းတင်ဆက်ဆံရေးရဲဘော်တွေကပြန်ပြီးတော့မှပြူငှာစွာနဲ့ကြိုဆိုတာတွေသူတို့ရဲ့ဂျေစုတင်တယ်လက်လေလေအားကိုးတယ်ဆိုတဲ့အကြောင်းအရာတွေကစာအသွားလာလေးမှာတော့မြင်ရတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ကိုယ်လည်းသိမြင်ခံစားလို့ရအောင်လို့ပေကိုတာတိုက်ရိုက်သွားပါခင်ဗျာเนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီတလတာလုပ်တဲ့ဒီ campaign လေးမှာ3000ဆိုတာတယောက်ကိုကျွန်တော်တို့တယောက်ကို1000စီနဲ့တနာရီအတွင်းဝိုင်းဖြည့်လိုက်တာနဲ့ပြည့်တဲ့အတိုင်းအတာလေးဖြစ်ပါတယ်ဒါကြောင့်မလို့ Southern Eagle PTS ကအခုပြုတ်လုံနေတဲ့ဒီ campaign လေးမှာ3000နဲ့အများကြီးမဟုတ်ဘူးကျွန်တော်တို့အဲ့တော့ဒီတလတာအတွင်းမှာဒါပြည့်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဒီတစ်ခါတော့အမြဲတမ်းမပြည့်ခဲ့တဲ့ Southern Eagle campaign ကဒီတစ်ခါတော့ပြည့်မယ်လို့ယုံကြည်တယ်ဘာကြောင့်လဲဆိုတော့မိုးရင်းမှာဘလို့အခက်ခဲနေတယ်ဆိုတာကိုလည်းပြည်သူတွေကသိပြီးသားအဲ့တော့ကျွန်တော်အစောပိုင်းမှာပထမပိုင်းလေးမှာပြောသလိုပဲနော်ကျွန်တော်တို့ကရန်ဖြစ်နေတဲ့လူအုပ်ကြီးကိုပြည်သူတွေကမကြည့်ပါနဲ့ရန်ဖြစ်နေတဲ့သူတွေကတတ်တတ်အုပ်ဆိုပါအခုလိုမျိုးရဲဘော်တွေရှေ့ထဲမှာတကယ်ကိုရွရွချွန်ချွန်အလုံးလုံးနေတဲ့သူတွေကတတ်ပါနော်
အဲ့တော့ကွဲနေတာပါအလုံးလုံးနေတဲ့သူတွေရဲ့မျက်နာကိုပဲမူပြီးတော့မှကူပေးပါခင်ဗျာရန်ဖြစ်နေတယ်ဆိုပြီးတော့မှစိတ်ပြက်မနေပါနဲ့အရာအားလုံးကိုလှည့်လို့ရှုလိုက်ပါနော်အဲ့တော့အလုံးလုံးတဲ့သူတွေကရန်ဖြစ်ဖို့လည်းအချိန်ရှိမနေပါဘူးဒါလေးကိုတော်လန်ပြည်သူတွေကိုထပ်ပြီးတော့မှပြောပြချင်တာပါရန်ဖြစ်နေတယ်ဆိုပြီးတော့စိတ်မပြတ်ပါနဲ့နော်သူတို့တွေပဲငင်းခုန်ပြီးတော့မှငါအမှန်ဆုံးဖြစ်ချင်တယ်ဆိုတဲ့ဟာကိုသူတို့ပြိုင်ဆိုင်နေကြတာပါရန်ဖြစ်တာလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့အလုံးလုံးနေတဲ့ရဲဘော်တွေမျက်နာကိုမျက်နှာမူပါမယ်တိုင်ရင်တက်ဖွဲ့တွေတကယ်ကိုရှေ့ထဲမှာခက်ခဲနေတဲ့ရင်ဆိုင်နေရတဲ့တိုင်ရင်တက်ဖွဲ့တွေကိုပဲကျွန်တော်တို့ကြည့်ပါမယ်ခင်ဗျာဒါကြောင့်မလို့ဒီတလားတာကမ်ပိန်းလေးမှာ3000ကျွန်တော်တို့ပြည့်အောင်ဝိုင်းပြီးတော့မှကြိုးစားကြပါမယ်ဝိုင်းတွန်းကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုဆက်လက်ပြီးတော့ကျွန်တော် Southern Eagle ရဲ့နော်ရဲဘော် Saw Brown ကပြောကြားပေးဖို့အတွက်ဖိတ်ခေါ်ကြပါတယ်ညီလေး Saw Brown ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါလေးတော့အမေအောင်ဒီမှာတက်ရောက်ကြတဲ့ရေဘော်စီသူကိုကြီးဝမ်းအားလုံးမင်္ဂလာပါပြည်သူအားလုံးလည်းမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ကျွန်တော်ကဒီလူတော်လန်ရေးကနေပေါက်ဖွာလာတဲ့တော်လန်ရေဘော်တယောက်ပါကျွန်တော်ကဒီကျွန်တော်တို့ Southern Eagle စတီထောင်တဲ့ကနေမတ်လ18ရက်နေ့ဆိုရက်တီထောင်တဲ့ကနေဒီဇိုင်းမမတ်နဲ့နေ့ချိန်ထိဒီတက်ဖွဲ့မှာပဲတော်ဝင်ထမ်းဆောင်လာတဲ့ရေဘော်စောပေါင်းဖြစ်ပါတယ်ကျွန်တော်ထမ်းဆောင်လာတဲ့ကာလပတ်တစ်လျှောက်လို့ယနေ့ချိန်ထိပေါ့ကျွန်တော်တို့ရဲ့အခက်အခဲပေါင်းများစွာတွေချွတ်ချံချွေတာမှုတွေနဲ့ရက်တီလာအခုဆိုလို့ရှိရင်9နှစ်ကျော်ကာလရောက်လာပြီပေါ့နော်မြင်နေရတာတော့ခက်ခဲပေါင်းများစွာပဲကျွန်တော်တို့ဒီတောက်လျှောက်တိုက်ပွဲတွေမှာလိုအပ်ချက်တွေကလည်းပြည်သူတွေရပံ့ပိုးတာပေါ့ရှေ့မှာကိုကြီးတို့လေးသက်တို့နော်နေအောင်တို့ပြောသွားသလိုပဲကျွန်တော်တို့ပံ့ပိုးမှုရှိနေမှာပဲကျွန်တော်တို့ကဒီဒေါ်လာရဲ့အောင်မြင်တဲ့အထိကျွန်တော်တို့တိုက်ရမှာပဲကျွန်တော်တို့မှာစိတ်တက်ကြသွားလို့မရဘူးစိတ်ညစ်လို့ရစိတ်တက်ကြလို့မရဘူးအဲ့ဒီလိုအခြေအနေတွေကိုလည်းကြက်ရင်ဆိုင်ထားတယ်ကိုအမြဲတမ်းအားပေးတယ်ပေါ့ငါတို့အောင်စိတ်နဲ့လှုပ်မှာအောင်စိတ်ရှိမှအောင်မြင်ပါလေငငယ်ကအတန်းပညာတွေမှာအောင်မြင်မှုအတွက်အောင်စိတ်ရင်မိုးရတယ်လို့ပဲဒီဒေါ်လာကြီးကလည်းကျွန်တော်တို့အောင်စိတ်ရှိမှအောင်မြင်ပါဒီလိုအောင်မြင်မှုအတွက်ဆိုတာလည်းကျွန်တော်တို့တင်တက်ဖွဲ့တွေမှာရှိတဲ့အခက်အခဲတွေကိုပြည်သူလူထုကြီးအနေနဲ့ပြည်တွင်းပြည်ပမှာရှိတဲ့နော်ထောက်ပိုးတွေနော်ပြည်တွင်းပြည်ပမှာရှိတဲ့ပြည်သူလူထုရဲ့ပံ့ပိုးမှုရှိမှသာလေကျွန်တော်တို့ဒေါ်လာကြီးအများဆုံးပြီးဆုံးပါလေကျွန်တော်တို့မှာစိတ်ညစ်ရတဲ့အချိန်တွေရှိနေတော့မှဒါကျွန်တော်တို့ပြင်းမြင်တာနံပါတ်1ပြည်သူပဲပြည်သူမျက်နှာကိုကျွန်တော်တို့ပြင်းမြင်တယ်ကျွန်တော်တို့စိတ်တကြသွားပြီတော်လိုင်းတက်ဖွဲ့စိတ်တကြသွားပြီဆိုရင်ကျွန်တော်တို့ဒီတလန်ကြီးကပစ္စည်းဆုံးရှုံးသွားမှာလေအဲ့ဒါကိုလည်းကျွန်တော်တို့အရောက်မခံနိုင်ဘူးကျွန်တော်တို့ကလိုအပ်ချက်တွေကကျွန်တော်တို့ဖြတ်တန်းလာတဲ့ကာလတစ်ချောင်းလုံးမှာတစ်နှစ်ကြာလာတာနဲ့အမျှလိုအပ်ချက်တွေကပိုလာတယ်ပေါ့ဘာဖြစ်လို့လဲဆိုရန်သူကိုကျွန်တော်တို့ကအဆုံးသတ်သွားအောင်လုပ်ရတာကိုနော်ကျွန်တော်တို့ဘာမှမရှိတဲ့အချိန်တွေကနေကျွန်တော်တို့နော်မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲလာနိုင်တယ်အဲ့လိုအခြေအနေရရှိဖို့ဆိုတာလည်းပြည်သူရဲ့ကြောတော့နောက်ခံတွေတအားလိုပါတယ်အားတရမှာဒီကာလဆိုလို့ရှိရင်ပူရွပင်ပန်းခက်ခဲကြပေါ့ကျွန်တော်တို့ Southern Eagle ဆိုရင်ဆောင်းနာရဲဘော်စီတီပြောသားသလိုပဲတက်မှ6ကနေပြောင်းလာပြီးတည်းကကျွန်တော်တို့ဒီဘက်စစ်ကွက်မှာမနစ်ကဆိုလို့ရှိရင်ရောက်ချင်တယ်ကျွန်တော်တို့ဒီရွှေကျင်ပေါ့ရွှေကျင်ပိုင်းထဲမှာရှိတဲ့အမှား998သိန်းတိုက်ပွဲကျွန်တော်တို့ဝင်တယ်အဲ့ကနေတောက်လျှောက်ပဲဒီဘက်ကျွန်တော်တို့ဒီဘက်စစ်ကွက်မှာပေါ့စစ်တောင်းမြင့်ဝင်ဒေသမှာရှိတဲ့စစ်ကွက်တွေမှာစစ်တိုက်တယ်လက်ရက်တို့နောက်ပိုင်းကျွန်တော်တို့ဒီပါပုံတို့တောက်လျှောက်ပေါ့ဒီလိုအခက်အခဲတွေကိုရှိတော်ညာလဲပေါ့နော်ဒီလူရဲ့ပံ့ပိုးမှုနဲ့ပဲကျွန်တော်တို့ဒီနေ့ချိန်ကြီးနော်ဒီဇိုင်းမမတ်ဒေါ်လာရေးတာဝန်တွေကိုကျွန်တော်တို့မြေပြင်ကနေတာဝန်ထမ်းဆောင်နေတာဖြစ်တယ်ကျွန်တော်တို့ကြည့်လိုက်ပါကျွန်တော်တို့မှာဘယ်လိုသွားလဲဆိုရင်စိတ်ကူးစိတ်ဓာတ်မျိုးမရှိပါဘူးကျွန်တော်တို့ကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အနာဂတ်မျိုးဆက်တွေကဒီကာလကြီးမှာရိုက်ချိုးခံနေရတာလေအဲ့ဒီအတွက်ကျွန်တော်တို့ကရှုံးသွားမယ်ဆိုရင်ဒီမျိုးဆက်တစ်ခုလုံးကဘာမှဖြစ်ထွန်းမှာမဟုတ်တော့အဲ့အတွက်ဒီမျိုးဆက်တွေနော်အနာဂတ်တွေမပျက်စီးရအောင်ကျွန်တော်တို့တက်သမျှအင်းဒီအားတွေနဲ့ကျွန်တော်တို့စူးစမ်းမယ်အဲ့အတွက်လည်းပြည်သူကပေါင်ပေးပါပေါ့ကျွန်တော်ညီကုန်းချုပ်အနေနဲ့ပေါ့လေဒီကာလကြီးမှာကျွန်တော်တို့ပြည်သူကနေပေါင်ပေးဖို့ထပ်ပြောမယ်ပြည်သူလည်းနားဆင်လို့ရအောင်
ဒီမှာရှိတဲ့ကိုကြီးရောလေးသက်တို့မြေအောင်တို့လည်းမျှဝေခံစားလို့ရအောင်ကျွန်တော်ပြည်သူအတွက်ကျွန်တော်တို့ရဲဘော်တွေအားလုံးအတွက်ပေါ့ကျွန်တော်ဒီကာလမှာဒီမိုးရဒီကာလမှာပေါ့ကျွန်တော်ကြပြလေးတစ်ပုဒ်ရေးထားမိတယ်ဒီကြပြလေးကလည်းကျွန်တော်လူငယ်တွေကဘယ်လိုစိတ်ခံစားမှုရှိလဲကျွန်တော်လူငယ်တွေကတော်လန်ရေးကိုဘယ်လိုခံယူထားလဲဆိုတဲ့အကြောင်းအရာလေးလည်းပါတယ်မိုးရဒီနဲ့လည်းကိုက်ညီတဲ့ကြပြလေးပေါ့ကြပြလေးရဲ့နာမည်ကတော့တော်လန်မိုးရဒီလေမိုးကတော်လန်တွေပေါ့တိတ်တိတ်လေးရွာနေတယ်ရွာကအင်္ဂလိပ်မှာတော့အမေထမင်းကိုတည်ရင်ငါအကြောင်းတွေတွေးမိနေမလားငါကတော့ဆူဆွတ်နေတဲ့တဲမိုးအောက်မှာတနက်ကိုခေါင်းအောင်လုပ်ပြီးအိမ်ပြန်မဲ့နေ့ကိုအိမ်မက်မက်နေတယ်ငါတို့လူငယ်တွေဘဝဟာမိုးရေစက်ပဲမြေကြီးတဲ့စီးဝင်ပြောက်ွက်သွားခဲ့ပေမဲ့အရှုံးတော့ဘယ်တော့မှမစီးစင်းခဲ့ဘူးညဘက်တွေမှာဖုံးလိုင်းမရှိလမ်းမီမရှိဒါပေမဲ့လွတ်လပ်မဲ့မနှက်ပြန်အတွက်ယုံကြည်ချက်တော့ရှိသေးတယ်ဝိုးရတိုင်းအိမ်ကိုပိုလွမ်းတယ်အိမ်ကိုပိုလွမ်းလေဒီလမ်းကိုပိုဆုံးဖြတ်မိတယ်တနေ့မှာတနက်တန်တွေတိတ်သွားပြီးမိုးတံမှန်ကြံတဲ့အခါငါတို့အားလုံးအိမ်ပြန်ကြမယ်စောရောင်းပါဒီကစားလည်းမိုးရတဲ့ကိုက်ညီပြီးတော့တော်လန်ခြင်းနဲ့စိတ်ကျွန်တော်တို့ဘယ်လိုပဲခက်ခဲဖြစ်နေတယ်ကျွန်တော်တော်လန်ခြင်းနဲ့စိတ်ကိုရက်သွားမှာမဟုတ်ဘူးကျွန်တော်တရင်တစ်ဖွဲ့တွေမှာတရင်တစ်ဖွဲ့တိုင်းမှာလိုအပ်ချက်တွေအများကြီးပေါ့ဆွမ်းနာရဲ့ပြောသွားသလိုပဲရဲဘော်တယောက်ချင်းစီရဲ့မိုးရင်းကာလဆိုမိုးကအစလိုပဲပေါ့ပြောဖြစ်စိတ်တက်ပြောမှဆိုတော့မကြခင်မှာရှိတဲ့ကားလေးတစ်စီးကဒီနေ့ကပြတ်သွားလို့ဒီတိုင်းလမ်းမမှာရက်ထားရတယ်ဒီဘက်မှာလမ်းတွေကလမ်းမဆက်သွယ်ရလည်းမကောင်းတစ်ခေါက်မလွယ်ကူပါဘူးဒါတွေကိုလည်းဒီလူတို့ဤနေနဲ့တက်နိုင်တဲ့ဘက်ကနေပါဝင်ကူညီပေးပတ်ဖို့ပြပါပေါ့ကျွန်တော်တို့တော်လည်းအမြင်ဆုံးမှုချအောင်မြင်တော့မှာဆိုတော့လေဒီလူတို့ကြီးလည်းပြောချင်တယ်အဲ့အတွက်လည်းကျွန်တော်တို့ကနော်ကျွန်တော်တို့အသက်မသေးခင်ထိပေါ့နော်ဒီတော်လန်ရေးကိုမြန်မြန်ပြီးဆုံးအောင်ကျွန်တော်တို့ရှိတဲ့အင်းတွေအားတွေအယိုးကြိတ်ကြိတ်အရေးခန့်ခန့်ပြီးဆုံးအောင်တိုက်ပွဲဝင်သွားမယ်ကျွန်တော်တို့ဘက်ကပေးနိုင်တဲ့ဂရိသစ္စာကျွန်တော်နှစ်တူလူကကျွန်တော်တို့ထမင်းစားနေတော့သစ္စာဒိဋ္ဌံဆိုပြီးမှကျွန်တော်ထမင်းစားပါတယ်ညအိယာဝင်လည်းပြည်သူလူထုကိုမေတ္တာပို့ပြီးမှကျွန်တော်တို့အိတ်ဆက်နားယူပါတယ်အဲ့အတွက်လည်းပြည်သူလည်းကျွန်တော်တို့ရဲ့မေတ္တာတွေနဲ့ကျမ်းမာတက်ရှည်ပြီးတော့တော်လန်ရေးကြီးမှလည်းနော်ထဲထဲဝင်ပါဝင်ပံ့ပိုးပေးကြပါလို့ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးမင်္ဂလာပါလေးပါဟုတ်ကဲ့ပါညီလေးကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့နော်ဒီ Southern Eagle ကဒါဆောင်ရွက်တာပေါ့နော်ဝတ္တန်ကာလဖြည့်တင်းကြနော်ဝတ္တန်ကာလဖြည့်တင်းကြဆိုတဲ့ဒီ season မှာနော်ဒီ campaign မှာပြည်သူတွေအနေနဲ့တခဲနဲ့ပါဝင်ကြဖို့ကျွန်တော်ဒီနေ့တိုက်တွန်းလို့ဆိုကြပါတယ်ကျွန်တော်တို့တွေ့ပါတယ် campaign တွေပဲဖြစ်ဖြစ် live တွေပဲဖြစ်ဖြစ်တော်လှန်ရေးနဲ့ပတ်သက်လာရင်ပြည်သူတွေကတော်တော်လေးကိုနော်စိတ်ဝင်စားမှုနည်းသွားတာတို့ဘာလို့တွေ့ရတယ်နော်အများကြီးပဲအကြောင်းတွေအချက်တွေဘာကြောင့်ဆိုတာလေပြောလိုက်ရင်အရှိချက်မယ်ဆိုတဲ့အများကြီးပဲအတူအကျုပ်ပြောမယ်ဆိုလေတော်တော်လေးပဲနော်အဓိကဘာလဲဆိုတော့ကျွန်တော်ပြောချင်တာတော့ကိုယ့်အလုပ်လို့ကိုမယူဆလိုက်အဲ့လိုဖြစ်တတ်တယ်ကျွန်တော်တို့တစ်ချိန်တော့ကျွန်တော်တို့ဖတ်ဖူးခဲ့တဲ့စာထဲမှာတထေးတယောက်ရှိတယ်သူကဘယ်တော့မှအပြင်ကိုမသွားဘူးနော်နောက်ပြီးတော့ဒီအားလက်ရက်တွေမှာခီးမထွက်ဘူးနော်ပင်လယ်တွေကိုမသွားဘူးတောင်တန်းတွေစီမသွားဘူးသူ့အလုပ်ယုံမှာပဲသူကတကုတ်ကုတ်လုပ်တယ်အဲ့တော့တနေ့ကျတော့သူ့ရဲ့ PSO ကကျွန်တော်ဝန်ထမ်းတွေအပန်းဖြေဖို့အတွက်နော်ကမ်းခြေခီးလေးလှုပ်ခွင့်ပေးပါတထေးရလှုပ်ခွင့်ပြုတယ်သူ့ဝန်ထမ်းတွေအယောက်50ကိုကမ်းခြေကိုပန်းဖြေခီးစီစဉ်ပေးတယ်ဒါပေမဲ့သူမလိုက်ဘူးအဲ့လိုနဲ့နောက်5လကြာတော့သူ့ရဲ့ထပ်ပြောတယ် secretary ကအခုနှစ်ကူးလေးမှာနှစ်ကုံလေးမှာလဲကျွန်တော်တို့ဝန်ထမ်းတွေကိုခီးစဉ်စီစဉ်ပေးပါနော်ဘယ်ပဲဖြစ်ဖြစ်နော်ပန်းပြေခီးလေးထွက်ဖို့စီစဉ်ပေးပါဝန်ထမ်းတွေပြင်ပန်းနေကြပါပြီတထေးရစီစဉ်ပေးလိုက်သူမလိုက်နောက်တစ်ခေါက်လဲအဲ့လိုပဲအပန်းပြေခီးစီစဉ်ပေးပါနောက်နှစ်မှာလဲစီစဉ်ပေးတယ်သူမလိုက်ဘူး PSO ကနည်းနည်းဖြစ်လာတယ်အဲ့တော့တထေးကျမတို့ဒီလိုမျိုးခီးတွေထွက်တာဘာလို့မလိုက်တာလဲတထေးလည်းပြင်ပန်းလာပါပြီတော့ကျွန်တော်နဲ့အတူခီးထွက်ခွင့်လိုက်ပြီးတော့အတူအပန်းဖြေရအောင်ပါဆိုတော့တထေးရပြန်ပြီးအပန်းဖြေတယ်ဆိုတာပါလဲတဲ့ဆိုတော့လူပင်မန်းစိတ်ပင်မန်းနဲ့ဒီလောက်တနေ့ရုံနဲ့အိမ်နဲ့ရုံ
တကုတ်ကုတ်နဲ့လုံနေရတာပင်မန်းလို့တခြားနေရာတစ်လေးတစ်ခုကိုအပန်းဖြေခီးထွက်ရဖို့ပြောတာပါတရိတ်အိတ်ကြံစိတ်တွေကြည်လင်သွားမယ်လန်းဆန်းသွားမယ်နော်တောင်တွေတောတွေပင်လယ်တွေကိုကြည်ရင်နဲ့တာယာသွားမယ်အဲ့အတွက်ကြောင့်အပန်းဖြေဖို့ကျွန်မခေါ်တာပါဝန်ထမ်းတွေကလည်းတတိပိုင်ပိုအားရှိပါပါအေးပိုအားရှိတဲ့ကိစ္စကိုတော့ထားလိုက်ပါတော့တဲ့ကိုယ့်အကိုအပန်းဖြေတာတတိပါနေမှမဟုတ်ဘူးခေါင်းဆောင်ပါနေမှမဟုတ်လွတ်လပ်စွာအပန်းဖြေကြပါတဲ့ဒါပေမဲ့ငါအတွက်တော့အဲ့လိုတောင်တန်းတွေပင်လယ်တွေသွားတာပိုပင်ပန်းပါတယ်ဘာလို့လဲဆိုတော့ငါဟာဒီကုမ္ပဏီကိုနော်ငါကုမ္ပဏီဖြစ်တဲ့အတွက်4-5 ရက်လောက်မပြောနဲ့တရက်တစ်မိနစ်နေမကောင်းလို့နော်ဖင်ခေါင်းကိုက်ဖင်လာလာလေးရှိလို့မလာလိုက်ရင်တော့ငါကုမ္ပဏီတော့နော်အကျိုးအမြတ်တွေလျော်နေသွားတော့မှာပဲနော်ငါကုမ္ပဏီသူများတွေနောက်ရောက်တော့မှာပဲဆိုပြီးတော့ငါကအဲ့လိုမျိုးခံယူချက်နဲ့အယူအဆနဲ့ငါအလုပ်လုပ်နေတာအဲ့တော့ငါသာအပန်းပေခီအခုလို9 ရက်10 ရက်သွားလိုက်ဘယ်သူတွေကုမ္ပဏီမှာရှိနေမှာလဲတဲ့ဆိုတော့အကုန်တိတ်သွားအဲ့တော့ငါဟာအလုပ်လုပ်နေမှအပန်းပြေတာပါငါကုမ္ပဏီတိုးတက်ကြောင်းငါအလုပ်ငါကိုပြင်းပြင်းထန်ထန်လုပ်နေရမှာနော်ငါစိတ်ရောလူရောအိတ်လို့ပြောတယ်နော်အိတ်တဲ့အချိန်မှာကောင်းစွာအိတ်ဆက်အနားယူလို့ရတယ်နိုးတဲ့အချိန်မှာလည်းလန်းလန်းဆန်းဆန်းလုပ်လို့ရတယ်ငါဟာအလုပ်လုပ်နေမှအပန်းပြေတာပါတဲ့ပြီးတော့ငါဟာကိုပိုင်ကုမ္ပဏီဖြစ်တဲ့အတွက်ငါပိုင်တဲ့ကုမ္ပဏီဖြစ်တဲ့အတွက်ငါကိုယ်တိုင်အားထက်နေတာအဲ့ဒါကြောင့်မင်းတို့ကကြတော့ဝန်ထမ်းနေလို့ပဲနော်4-5 ရက်လောက်လုပ်ပြီးရင်2 ရက်နားရမှာနော်10 ရက်လောက်လုပ်ပြီးရင်3 ရက်လောက်နားရမှာ1 လလောက်လုပ်ပြီးရင်8 ရက်လောက်နားရမှာဆိုတဲ့ပင်ပန်းနေကြတာအလုပ်ကိုအလုပ်လို့သဘောမထားပဲနဲ့ငါတို့မှာတော့ဝင်နေပြီးပါတယ်လို့ပင်ပန်းကြတော့မင်းတို့မှာအပန်းဖြေခီလိုအပ်ပါတယ်ငါတော့ငါအလုပ်ငါဖြစ်တဲ့အတွက်ဘယ်တော့မှအပန်းဖြေဖို့မလိုပါဘူးအလုပ်လုပ်နေခြင်းကငါ့ကိုရောစိတ်ကောအပန်းပြေစေပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်ပြည်သူပြောချင်ပါတယ်တော်လန်ရေးဟာငါတော်လန်ရေးငါတို့မိသားစုတော်လန်ရေးနော်ပြီးတော့ငါတို့ဆွေမျိုးအတိုင်းဝိုင်းတော်လန်ရေးငါတို့ရက်ရွာတော်လန်ရေးမဟုတ်ဖ ೇನೆ ငါတို့ပြည်သူအားလုံးအတွက်နော်နောက်အနာဂတ်မှာငါတို့သားတွေသမီးတွေအတွက်ကောင်းရကောင်းကြိုဒီလိုခြေတွေလက်တွေဆုံးရှုံးတာတွေအသက်တွေဆုံးရှုံးတာတွေအိုးအိမ်စီစိန်ယာဒူးတွေဆုံးရှုံးတာတွေမိတကွဲဖတကွဲသားတကွဲမရတကွဲဖြစ်မှုတွေအဲ့လိုနာကျင်စရာတန်ရာတွေနော်အဲ့လိုနာကျင်စရာအနာဂတ်တွေမရှိတော့ငါတို့လက်ထက်မှာလည်းအပိသက်တိုက်ပွဲဝင်မယ်ဆိုပြီးငါတို့ထွက်ခွာခဲ့ကြတယ်အခုတော့ဖြင့်ခရီးဟာ9 နှစ်ကျော်လာခဲ့ပြီ6 နှစ်ထဲရောက်လာမပြီးနိုင်သေးဘူးလားမပြီးနိုင်သေးဘူးလားဖြစ်မယ်ဆိုရင်တော့ခမားဟာတော်လန်ရေးကိုအလုပ်တစ်ခုလို့သဘောထားနေလို့ပင်မနေလို့ပဲယူဆပါလိုက်မယ်နော်အခုအချိန်မှာကဘာဖလားမကြည့်နိုင်တော့တဲ့ရဲဘော်တွေရှိတယ်နော်စစ်တိုက်နေရလို့ကဘာဖလားမကြည့်နိုင်တာရှိသလိုမျက်လုံးနှလုံးလုံးအလင်းမဲ့သွားလို့နော်မျက်လုံးနှလုံးလုံးသူ့မျက်လုံးအိမ်ထဲမှာကိုမရှိတော့လို့မကြည့်နိုင်လို့တနေ့ကကျွန်တော်တပ်မဟာ၄ကိုရောက်တယ်ရဲဘော်ကိုတွေ့ခဲ့တယ်ရဲဘော်ဘာလိုချင်လဲလို့ပြောတဲ့အချိန်မှာကျွန်တော်ကဘာဖလားကြည့်ချင်တယ်ကျွန်တော်ဘာဆက်ပြောသူ့အိမ်မက်ကအကြီးတခြားဟာတွေရှောက်ပြောသူဟာ18 နှစ်ကျော်ပဲရှိသေးတယ်တော့တက်ထဲဝင်ပြီးမကြခင်မှာပဲမျက်လုံးနှလုံးပေးလိုက်ရတယ်ပေးဆက်လိုက်ရတယ်အဲ့အတွက်ကြောင့်ခလေးလေးဖြစ်တဲ့အတွက်နော်ကျွန်တော်အသက်နဲ့ရှင်2 ဆလောက်กว่าတယ်ခလေးတယောက်ဖြစ်တဲ့အတွက်ဒါမင်းအခုချက်ချင်းဘာလို့ကျန်ငါ့ကိုပြောသမ်းกว่าတော့ငါတို့ရအောင်ဖြည့်ပေးမယ်နော်ဒီမျက်လုံးနှလုံးအလင်းမရတာကိုတော့ထားလိုက်တော့ဒါကတော့ဘယ်နည်းပညာမှမရှိသေးတဲ့အတွက်ငါတို့ပြန်ရအောင်စွမ်းနိုင်မှုဒါပေမဲ့မင်းကိုပြည်သူလူထုစီကစုတစ်ခုငါရအောင်လုပ်ပေးမယ်မင်းဘာလို့ကျင်လဲဆိုလေးလေးရဲ့သားကဘာဖလားကြည့်ကျင်ရှင်ဘတ်ထဲကိုအမြောက်ဆန်ကြီးတစ်ခုပြစ်သွင်းလိုက်လို့ဘာလို့မှမသိအဲ့အတွက်နဲ့ကျွန်တော်ဟာသူနဲ့များပြန်တွေ့ရင်ငါလည်းကဘာဖလားမကြည့်ခဲ့ပါဘူးကွာလို့ပြောရအောင်ဖွင့်ပွဲလည်းမကြည့်ဘယ်ပွဲမှလည်းမကြည့်ဟိုက်လိုက်လောက်လေးတော့ကျွန်တော်မနေနိုင်မထိုင်နိုင်ဖြတ်ဘယ်အသင်းနိုင်သွားတယ်ကြည့်အဲ့တော့အားလုံးကသူမကြည့်နိုင်လို့တကဘာလုံးမကြည့်ဖို့တနိုင်ငံလုံးမကြည့်ဖို့ကျွန်တော်ပြောနေတာမဟုတ်ပါကျွန်တော်တူးတဲ့ကျွန်တော်တယောက်တည်းသူ့ပေါ်မှာသစ္စာစောင့်သိချင်တာလေအလီပိုင်ပြသလိုပဲနော်လိပ်ပြလုံးညင်တာလေတားရီမင်းနဲ့တွေ့တဲ့အချိန်မှာငါလည်းမကြည့်ခဲ့ပါဘူးမင်းကိုချစ်ချင်းလေးစားခြင်းအပြင်ငါလည်းဒါတွေကိုမပျော်ခဲ့ပါဘူးလို့ပြန်ပြောရုံလေးပါကျွန်တော်ဟာညီလေးတို့လို့စစ်မတိုက်နိုင်တဲ့အခါမဲ့နောက်ွယ်ကနေပြီးတော့ထောက်ပံ့ပို့ဆောင်ရေးလုပ်ပါတယ်ဒီလိုစကားတွေကမ်ပိန်းတွေမှာပြောပါတယ်ကျွန်တော်တင်းကျပ်စွာစောင့်ထိန်ပြီးနေထိုင်ပါတယ်နော်တောက်ချင်းစားချင်းပျော်ချင်းပါချင်းဆိုတဲ့အရာတွေနဲ့ဝေးနေပါတယ်နော်
ဘယ်ပွဲမှာဘယ်ဟာမှာဘယ်မှာသွားတောက်စားတယ်ရံဖြစ်တယ်မူးတယ်ယူတယ်စကားတွေရှောက်ပြောတယ်ဆိုတဲ့လူမျိုးလောင်ကစားတွေသွားလုပ်တယ်ဆေးတွေချတယ်မူးရမေးရော်စေတဲ့အရာတွေလုပ်တယ်ငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုတဲ့အရာတွေနဲ့ကင်းအောင်နေပါတယ်အဲ့တော့ကျွန်တော်ဖြစ်စေချင်တာဒီရဲဘော်တွေဒီရှေ့မှာတင်းတင်းရင်ရင်တိုက်ပြီးတော့ဘယ်တော့မှပြန်မရတဲ့ခြေတွေလက်တွေနားတွေမျက်လုံးတွေကိုယ်ရင်ကအစိတ်ပိုင်းတွေနော်အသက်တွေပေးနေသလိုနောက်မှရှိတဲ့သူတွေကလည်းစောင့်ထိန်ပြီးနေကြပါကျွန်တော်ရဲဘော်တွေဒီတနေ့တိုင်းမှာကြာဆုံးမှုတွေရှိနေတနေ့တိုင်းမှာပြန်မရတဲ့ထိခိုက်ဒဏ်ရာတွေရှိနေအဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဒီစကားကိုကြားလိုက်မိတော့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေတဲက10%လောက်လေးပဲတင်းတင်းရင်ရင်ပြင်းပြင်းထန်ထန်နားတဲ့ဝင်ပြီးတော့နည်းနည်းလေးများစောင့်ထိန်မှုလုပ်လိုက်မယ်ဆိုရင်တော်လန်ရေးဟာအတိုင်းတက်အလွန်ကျွန်တော်တို့ရှေ့ကိုမြင်မြန်ဆန်ဆန်ရောက်လာမှာဖြစ်ပါတယ်အေးခရီးနေသလားဆိုရင်ကျွန်တော်တို့က9 နာရီကြာရဆိုတဲ့စကားလိုပဲအေးခရီးနေသလားဆိုရင်နော်6နှစ်တော့ကြာသွားပြီလို့အဲ့လောက်နဲ့ပဲကျွန်တော်တို့အဆုံးသတ်ချင်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့နော်ဟိုတစ်ခါဆုံးမလိုက်တာနဲ့တစ်ခါပြောလိုက်တာနဲ့လိန်မာသွားတာမရှိပါဘူးကျွန်တော်တို့မိဘတွေဟာငယ်စဉ်တည်းကနော်သူငယ်တဲ့တန်းကြောင်းတက်တဲ့အချိန်မှာတားရီကြောင်းကူးရင်နော်ကြောင်းသွားလို့လမ်းကူးရင်ကားတွေကြည့်ကူးနော်ခေါ်တိုင်းမလိုက်နဲ့နော်တငယ်ချင်းတွေရွေးပေါင်းရံဖြစ်ရင်မပါနဲ့ဒီလိုဆုံးမတန်းရောက်တော့လဲဒီလိုပဲဆုံးမတယ်ကားတွေကြည့်ကူးနော်2 တန်းရောက်တော့လဲဒီတိုင်းပဲတက္ကသိုလ်ရောက်တော့လဲဒီတိုင်းပို့ပြီးဆုံးမမှုတွေများလာတယ်အခြေရေးတွေအိမ်အောင်ရေးတွေနိုင်ငံရေးတွေစီးပွားရေးတွေလူမှုရေးတွေအခုဆိုရင်တော်လန်ရေးပါလာပြီကျွန်တော်တို့ခေတ်တုန်းကတော်လန်ရေးဆိုတဲ့စကားမပါပါဘူးကျွန်တော်တို့ခေတ်တုန်းကနိုင်ငံရေးစီးပွားရေးလူမှုရေးအခြေရေးဒီလောက်ပဲလူငယ်တွေဟာကြုံရမှာဖြစ်ပါတယ်အခုခေတ်မှာတော့လူငယ်တွေဟာတော်လန်ရေးဆိုတဲ့ကြီးမားပြင်းထန်ရက်ဆက်တဲ့နော်ကြက်တဲကြမ်းတမ်းလွန်းတဲ့တော်လန်ရေးနဲ့ကျွန်တော်တို့ရင်ဆိုင်နေရပါပြီဒါကြောင့်ကျွန်တော်တို့လူငယ်တွေကိုငဲ့ညတယ်ဆိုရင်ကျွန်တော်တို့အနာဂတ်ကိုလှပစွာပုံဖော်ခြင်းနဲ့ဆိုရင်တော်လန်ရေးမှာပါဝင်နေကြတဲ့ကျွန်တော်တို့ရဲ့တပ်ရင်းတပ်ဖွဲ့တွေကျွန်တော်တို့ရဲ့ UG တွေကျွန်တော်တို့ရဲ့တပိတ်တွေကျွန်တော်တို့ရဲ့နော်ဟိုဆန္ဒပြတဲ့အဖွဲ့တွေနော်ကျွန်တော်တို့ရဲ့ CDM တွေကျွန်တော်တို့ရဲ့ထိခိုက်ဒဏ်ရာရဲဘော်တွေကိုကိုညီပံ့ပိုးကြပါတတ်နိုင်တာတဲ့ပိုစ조사ပေးကြပါမိမိမိသားစုဝင်တယောက်လို့ငါသည်နော်ဒဏ်ရာရဲဘော်တယောက်ကိုငါသည်ရှေ့တန်းရဲဘော်တယောက်စီမှာလိုက်ပြီးတော့အာပကြီးထမ်းပေးတာတို့60ထမ်းပေးတာတို့အသီးထမ်းပေးတာတို့ဂျောဘွိတ်ထမ်းပေးတာနော်အဲ့လောက်လေးတောင်မကူနိုင်ဘူးငါဒီနောက်တန်းရဲဘော်တွေရဲ့ချီးသေးကိစ္စလေးတွေရဲဘော်တွေအတွက်ငါမပန့်ဖို့မဖြည့်ဆည်းနိုင်ဘူးဆိုရင်ငါဒီငွေကြေးအဖြစ်ဒါမှမဟုတ်ငါဒီ like and share react တွေနဲ့တော့ထောက်ခံခြင်းအဖြစ်ငါဒီတော့ white out ကိုတင်းရင်းစွာလှုပ်ခြင်းအဖြစ်ဆိုတော့ကိုတက်နိုင်တဲ့တပိုင်းတနိုင်တိုင်းကိုပြင်းပြင်းထန်ထန်လှုပ်ပေးမယ်ဆိုရင်ဧခရီနီးပါတယ်နော်နောက်ထပ်နှစ်တွေမကြာရအောင်နောက်ထပ်ခြေလက်အင်္ဂါတွေနောက်ထပ်အသက်သွေးချွေးတွေနော်ရက်ဆက်စွာကြမ်းတမ်းစွာမပေးရလေအောင်အများပြည်သူတွေကကိုနိုင်တဲ့ဝင်တက်ထမ်းပြီးတော့ပံ့ပိုးပေးကြပါလို့ပြောရတဲ့ညီကုန်းချုပ်ပါတယ်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ဗျာဟုတ်ကျေးဇူးတင်ပါတယ်လေးသက်ကြီးဟုတ်ဒီလေးသက်ရောဒီအမေရောဟိုဒီလိုက်လေးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီကမ်ပိန်းနောက်ဒီရက်တွေဟိုပါသွားတဲ့ဒီလာထဲမှာလဲဝမ်းပီပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်ဟိုဆရာအေဝမ်းရောဘာမှပြောချင်သေးတယ်ခင်ဗျဒီဦးလေးသက်တို့မေအောင်တို့ပြောသွားတာတွေအများကြီးလဲကောင်းပါတယ်ပြီးလဲပြေဆုံးပါတယ်ကျွန်တော်ကဦးလေးသက်ခုနကစကားလေးဤခရီးနီးပြီလားဆိုတော့ကျွန်တော်တို့ဤခရီးမဝေးတော့ပါဘူးเนาะအဲ့တော့ကျွန်တော်တို့အနာဂတ်တွေကိုတော်လိုင်းရေးကိုထောက်ပို့ရဲဆိုတာကကျွန်တော်တို့တော်လိုင်းရေးကိုထောက်ပို့နေတာမဟုတ်ပါဘူးပြည်သူတို့တယောက်ချင်းစီတိုင်းကမိမိတို့ရဲ့အနာဂတ်အတွက်ကိုယဉ်ကျေးမြုပ်နှံနေတာဖြစ်ပါတယ်เนาะကျွန်တော်တို့ကျွန်တော်တော်လိုင်းရေးကိုကျွန်တော်တို့ထောက်ပို့ရဆိုတာကျွန်တော်မိမိတို့အနာဂတ်ကိုယဉ်ကျေးမြုပ်နှံတယ်လို့သဘောထားပေးပါအခြားသောအရာတွေမှာယဉ်ကျေးမြုပ်နှံတဲ့ကဲ့သို့မိမိတို့ရဲ့အနာဂတ်တွေကိုလည်းယဉ်ကျေးမြုပ်နှံကြပါအမှအနာဂတ်ကျွန်တော်တို့လွတ်လပ်ပြီးတရားမျှတတဲ့အနာဂတ်နိုင်ငံတော်ကြီးမှာကျွန်တော်လူတူတယောက်ချင်းစီတိုင်းဟာမိမိတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေကိုကျွန်တော်တို့เนาะကြာကြာနာနာရရှိဖို့အတွက်ကိုကျွန်တော်တို့တော်လိုင်းရေးမှာပါဝင်နေတဲ့တရင်တပ်ဖွဲ့တွေတော်လိုင်းရေးရဲဘော်တွေကိုထောက်ပံ့ခြင်းအပြင်ယင်းဒီမျိုးနဲ့မှုတွေဝိုင်းဝန်းပြီးတော့ပြုလုပ်ပေးကြပါလို့ကျွန်တော်ဒီနေ့မှာပြောချင်ပါတယ်ကျွန်တော်တို့ဤခရီးမဝေးတော့ပါဘူးခင်ဗျာ
ဟုတ်ကဲ့ပါ ဟုတ်ကဲ့ အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ဘောနော် Southern Eagle ရဲ့ဒါဝတန်ကာလအတွက်ဖြည့်တင်းကြဆိုတဲ့ဝတန်ကာလဖြည့်တင်းကြဆိုတဲ့အစီအစဉ်လေးကိုနော်ကျွန်တော်တို့ဒီနေ့မှာတော့ဒီလောက်နဲ့ပဲကျွန်တော်တို့ရန်နာပြရစီနောက်နေ့ဒီမှာဒီဝတန်ကာလဖြည့်တင်းကြဆိုတဲ့နော်ကျွန်တော်တို့ရဲ့ဒီ Southern Eagle အတွက်အစီအစဉ်မှာလည်းပြည်သူတွေကအင်တိုက်အားတိုက်ပါဝင်ဝင်ရပေးကြပါကျွန်တော်တို့တာဝန်ယူနိုင်တဲ့ campaign တွေကျွန်တော်တို့တေချာကားနာဆိုတာသိရှိတဲ့တရင်တက်ဖွဲ့တွေကိုကျွန်တော်တို့ကလည်းဆောင်ရွက်ပေးတဲ့ရှိပါတယ်ဒါကြောင့်မို့လို့လဲမတည့်ဟုတ်ငါတို့မဆောင်ရွက်ပေးတဲ့ဟာမမှန်ဘူးလို့ပြောတာမဟုတ်ပါဘူးလက်လန့်လူဟာလက်လန့်မိတဲ့ကိစ္စမမိတဲ့ကိစ္စရှိပါတယ်နော်အားလုံးကိုကျွန်တော်တို့မသိမြင်နိုင်တဲ့အခါမှာသိမြင်နိုင်တဲ့လူချင်းရင်းနှီးတဲ့နောက်ပြီးတော့တခြားနော်ဟိုဘယ်တက်ရင်ဘယ်နားမှာရှိတယ်ဘာတွေလုပ်နေတယ်ဘယ်ရဲဘော်တွေကဘယ်လိုပေးဆက်ထားရတယ်ဘာတွေအတွက်လိုအပ်တယ်ဆိုတော့ကာကနာနာသိတဲ့တရင်တက်ဖွဲ့တွေကိုတော့ကျွန်တော်တို့အထူးတလဲပို့ပြီးတော့ရုံးပေးကြတာတဘောကပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော် Southern Eagle ကိုလည်းပြည်သူတွေရဲ့မြေဝန်းအောက်မှာနော်ပြည်သူတွေရဲ့အကြည့်အောက်မှာနော်လက်လူမရှုဘဲနဲ့ဖြည့်တင်းပေးကြပါလို့ကျွန်တော်ဒီနေရာကနေတောင်းဆိုနေဒီနေ့ဝတန်ကာလဖြည့်တင်းကြအစီအစဉ်ကိုဒီနေ့မှာတော့ဒီနေရာမှာပဲညီကုန်းကံပတ်ဆုံးသက်ပြရစီနောက်နေ့တွေမှာလည်းကျွန်တော်တို့ Southern Eagle ရဲ့လှုပ်ဆောင်ချက်တွေလိုအပ်ချက်တွေကိုကျွန်တော်တို့ရဲ့နော် page ကနေပြီးတော့အစင်တတိုက်နော် campaign မပြီးမချင်းတင်ပေးတော့မှာဖြစ်ပါတယ်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ဗျဒီနေ့လွှင့်ပေးကြတဲ့ကူညီပေးကြတဲ့နော်ကျွန်တော်တို့ရဲ့အထူးသဖြင့်ခေတ်သစ်မီဒီယာပေါ့နော်ကျွန်တော်တော်လိုင်းရေးမှာအားကိုးရတဲ့ဒါမီဒီယာနဲ့တခြားကျွန်တော်ဘယ်ပေးလျှောက်တော့လွှင့်နေကျွန်တော်အနာကတ်မှာတက်ရတဲ့အတွက်မသိပါဘူးအဲ့အတွက်ကြောင့်တော့ကူညီပေးကြတဲ့မီဒီယာတွေတူတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါကြောင်းပြောကြရင်းနဲ့ဒီကုန်းချုပ်ရပါတယ်အားလုံးကျေးဇူးအထူးပဲတင်ပါတယ်ဗျ